အားလုံးလိုက်ရှာရင်းနဲ့မတိလိုက်ပဲမိုးချုပ်သွားပါတယ်မိုးချုပ်သွားပြီမို့လို့ဒီညတော့ဒီမှာပဲတရားမှတ်နာကြပြီးမနေ့ဖြန်မှာဆက်ရှာကြမယ်လို့ကြောက်ဝူကြီးကညွှန်ကြားပါတယ်လာနေပြီးတစ်ပင်နောက်မှာနေလိုက်ပါလို့အတန်ကြားလိုက်ရပါတယ်အဝေးကနေကြီးမားတဲ့အရှိန်ဝါတစ်ခုကထန်ဆန်းရှိရာစီတနက်မတ်မတ်ပြေးဝင်လာပါတယ်တိုက်တန်မြောက်ဝင်ကြီးပေါ်လာတာပါမင်းကပြုံးလိုက်ပြီးထန်ဟောက်ကိုလှည့်ကြည့်လိုက်ပါတယ်ထန်ဟောက်မင်းလည်းခံစားမိတယ်မလားဒီနှစ်ပေါင်းတသိန်းတက်တက်ရှိတဲ့မြောက်ဝင်ကြီးကိုဖမ်းဖို့ကူညီမယ်ဆိုရင်ရှောင်းဝူကိုငါအပီးပိုင်လက်လွတ်ပေးမယ်ဘလို့လဲလို့မင်းကမေးလိုက်ပါတယ်ထန်ဟောက်ကရုတ်တရက်ပေါ်လာတဲ့ဝိညာဉ်သားရဲ့အကြောင်းအံ့အားသင့်သွားပါတယ်တိုက်တန်မြောက်ဝင်ကြီးကခွန်အားစနစ်အတွက်အကောင်းဆုံးဝိညာဉ်ကွင်းဖြစ်ပါတယ်အရင်ကသူ့မှာဟောက်ထန်းသူရှိခဲ့ပေမဲ့ဝိညာဉ်နှန်းတော်ကိုရှုံးနိမ့်ခဲ့ရပါတယ်အခုသူကိုယ်တိုင်အတုံးမလို့တော့ပေမဲ့ဒါကိုသူ့သားထန်ဆန်းအတွက်ခြံထားပေးလို့ရပါတယ်ကြံ့ရီကိုတော့အလွယ်တကူမရစေရဘူးလို့သူတွေးနေပါတယ်သူကအေးဆက်စွာနဲ့ညှင်းပယ်လိုက်ပြီးမဖြစ်နိုင်ဘူးကိုဘာသာကိုပဲဖမ်းပါမင်းရဲ့စွမ်းအားနဲ့တော့တယောက်တည်းမနိုင်ဘူးလို့ပြောပါတယ်သူအဲ့ဒီလိုပြောမယ်ဆိုတာမင်းကြိုတိပြီးသားပါထန်ဟောက်ရဲ့စကားကနားဝင်မချိုပေမဲ့မင်းရဲ့လက်ရှိစွမ်းအားနဲ့တော့ဒီမြောက်ဝင်ကြီးကိုမတက်နိုင်ဘူးဆိုတာမင်းဝန်ခံပါတယ်ဒုတိယဝိညာဉ်မှာအားကောင်းတဲ့ဝိညာဉ်ကွင်းတွေမရှိဘဲနဲ့တော့မဖြစ်နိုင်ပါဘူးထန်ဟောက်မင်းစိတ်ထဲမှာဒီမြောက်ဝင်ကြီးကိုထန်ဆန်းအတွက်ခြံထားပေးဖို့ကြံနေတာလားလို့မင်းကမေးလိုက်ပါတယ်ရှောင်းဝူကလည်းဒါကိုလိုချင်နေတာအခုမြောက်ဝင်ကြီးကိုပါလိုချင်နေတယ်ဆိုတော့မင်းကတိတ်အတကြီးတာပဲလို့ကြံ့ရီကဆိုပါတယ်ထန်ဟောက်ကလေတံကိုလျှော့ပြီးမင်းအများကြီးတွေးနေပြီးငါလည်းဒီကောင်ကြီးကိုမနိုင်ဘူးလို့ပြောပါတယ်ဟုတ်လို့လားလို့မင်းကမေးလိုက်တဲ့အချိန်မှာမြောက်ဝင်ကြီးကမင်းသားရှိရာစီဥတီသွားနေပြီးမင်းလက်မလွတ်တော့ဘူးလားလို့ထပ်မေးပါတယ်ထန်ဟောက်မျက်နှာပြတ်သွားပါတယ်သူကမြောက်ဝင်ကြီးဖြစ်သွားရုံပဲလို့ထင်ခဲ့ပေမဲ့အခုတော့ထန်ဆန်းစီကိုတန်တန်မတ်မတ်သွားနေတာပါလမ်းမှာရှိတဲ့ကြောက်တုံးတွေတစ်ပင်တွေအကုန်ပျက်စီးကုန်ပါတယ်နှစ်ပေါင်းတသိန်းတက်တန်ရှိတဲ့တိုက်တန်မြောက်ဝင်ကြီးကထန်ဆန်းကိုပြစ်မှတ်ထားနေတာပါကြောက်ဝူကြီးကဒါကိုတားနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့သူသားထွက်ပြီးတိုက်နေရင်မင်းကအခွင့်ကောင်းယူပြီးရှောင်းဝူကိုဖမ်းသွားမလားလို့သူစိုးရိမ်နေပါတယ်ဒီတော့ကြီးထဲမှာလူတယောက်ပုံနေဖို့ကတိတ်လွယ်ပါတယ်မင်းကထန်ဟောက်ရဲ့စိတ်လှုပ်ရှားမှုကိုကြည့်ပြီးသူဘာတွေစိုးရိမ်နေလဲဆိုတာသိနေပါတယ်သူကမဖြစ်မနေအခြေအနေမှလွယ်ရင်လက်မလွတ်ဖို့ဆုံးဖြတ်ထားပါတယ်အဲ့ဒီအချိန်မှာမြောက်ဝင်ကြီးကရှောင်းဝူတို့စီကိုရောက်သွားပါပြီးကြောက်ဝူကြီးနဲ့တခြားသူတွေကတောင်ကြီးတစ်လုံးလိုမြင်မာတဲ့တာရဲကြီးကိုကြည့်ပြီးထိတ်လန့်သွားပါတယ်တိုက်တန်မြောက်ဝင်ကြီးဟာအနည်းဆုံးနှစ်ပေါင်းတောင်းချီတက်တန်းရှိတာကြောင့်ကလေးတွေအတွက်အန္တရာယ်ရှိပါတယ်ကြောက်ဝူကြီးကဆရာတယောက်အနေနဲ့သူတို့ကိုကာကွယ်ဖို့ပြင်ပါတယ်ရှောင်းဝူကတော့ဘာမှမတတ်နိုင်တယ်လို့ခံစားနေရပါတယ်သူမရဲ့အနံ့ကိုမြောက်ဝင်ကြီးတီးသွားမှာကိုသူမစိုးရိမ်နေတာပါရိုသေမှုနဲ့နှုတ်ဆက်ပါတယ်မြောက်ဝင်ဘရင်ကြီးကျွန်တော်တို့ဒီနေရာကနေအခုပဲထွက်သွားပါမယ်လို့ကြောက်ဝူကြီးကပြောပါတယ်မြောက်ဝင်ကြီးကဘာမှပြန်မပြောဘဲအားလုံးကိုဝေ့ကြည့်နေပြီးရှောင်းဝူစီမှာမျက်လုံးရက်သွားပါတယ်ကြောက်ဝူကြီးကဒိုင်မူပိုင်ကိုသူတို့ကိုခေါ်သွားဖို့နဲ့သူကတားထားပေးမယ်လို့အမိန့်ပေးပါတယ်ဒိုင်မူပိုင်ကသူ့ရဲ့ဝိညာဉ်စွမ်းအားကိုထုတ်ဖော်လိုက်ပြီးမသွားဘူးလို့ညင်းပါတယ်ထန်ဆန်းကလည်းကြောက်စရာကိုကူညီဖို့ကြံခဲ့ပါတယ်နေယုံယုံကလည်းမသွားဘဲကူညီမယ်လို့ဆိုပါတယ်အားလုံးကဝိညာဉ်တွေကိုထုတ်ပြီးမြောက်ဝင်ကြီးနဲ့ရင်ဆိုင်ကြပါတယ်မြောက်ဝင်ကြီးကစိန်ခေါ်ခံရတယ်လို့ခံစားရပြီးဟိန်းဟောက်လိုက်တာကြောင့်မြေကြီးတွေတုန်ခါကုန်ပါတယ်ထန်ဟောက်ကအဝေးကနေကြည့်ပြီးဒီကလေးတွေဟာလူမိုက်လုံးနဲ့လို့ဆဲဆိုနေပါတယ်မြောက်ဝင်ကြီးကိုရင်ဆိုင်ဖို့ကြိုးစားတာဟာကိုယ်တည်တွင်းကိုတူးတာပါပဲကြောက်ဝူကြီးကလွဲလို့ကြံတဲ့သူတွေအကုန်လုံးလွတ်ထွက်ကုန်ပါတယ်မြောက်ဝင်ကြီးကတစ်ပင်တပင်ကိုနှုတ်ပြီးကြောက်ဝူကြီးစီပြစ်ပေါက်လိုက်ပါတယ်ကြောက်ဝူကြီးရှောင်းတိန်နေတော့မှပဲမြောက်ဝင်ကြီးကရှောင်းဝူကိုဖမ်းပြီးထွက်ပြေးသွားပါတော့တဲရှောင်းဝူလို့ထန်ဆန်းကလိုက်អော်ပါတယ်ထန်ဆန်းကရှောင်းဝူအဖမ်းခံရတာကိုမြင်ပြီးအော်ဟစ်နေပါတယ်အခွင့်ကောင်းပဲလို့မင်းကပြောလိုက်ပါတယ်ငါမြောက်ဝင်ကြီးနောက်ကိုလိုက်သွားမယ်မင်းသားကိုမင်းပဲဆောက်ရှောက်ထားလိုက်လို့မင်းကထန်ဟောက်ကိုပြောပါတယ်ထန်ဟောက်ကမင်းရဲ့အရှင်ကိုတိတာကြောင့်မယုံတင်ကဖြစ်သွားပါတယ်သူကမင်းကိုတားပြီးရှောင်းဝူနောက်ကိုငါပဲလိုက်မယ်မင်းကသူတို့ကိုဆောက်ရှောက်ထားပါလို့ပြောပြီးထွက်သွားပါတယ်သူ့ရဲ့ကြောပြင်ကိုကြည့်ပြီးမင်းကပြုံးလိုက်ပါတော့တဲ့အစီအစဉ်အောင်မြင်သွားပြီမို့လို့ပါထန်ဟောက်ငါရဲ့တကယ်ပြစ်မှတ်ကမင်းရဲ့သားပဲနှစ်ပေါင်းတသိန်းတက်တန်ရှိတဲ့ဝိညာဉ်ကွင်းတွေကရှားပါပေမဲ့တစ်ခုလည်းရှိတာတော့မဟုတ်ဘူးဒါပေမဲ့ရှစ်ချောင်းမှာပင့်ကူခြေတော်ဝိညာဉ်အယိုးကတော့ဒါတစ်မျိုးပဲရှိလာတာကိုလက်လွတ်လိုက်ရင်နောက်တစ်ချိန်ထပ်မရနိုင်တော့ဘူးဘယ်ဟာကပိုအရေးကြီးလဲဆိုတာမင်းခွဲခြားနိုင်ပါတယ်ဒီဝိညာဉ်သားရဲတွေကိုတော့နောက်ထပ်နှစ်နည်းငယ်လောက်အသက်ရှင်ခွင့်ပေးလိုက်ပါဦးမယ်မင်းကထန်ဆန်းစီကိုအကြည့်လွဲလိုက်တဲ့ထန်ဆန်းကနာကျင်မှုကိုဂယုမဆိုင်ပဲအော်စကာရဲ့လက်ထဲကမိုးဝက်ဦးချောင်းကိုလူယူပြီးမျိုးချလိုက်တဲ့သူ့ရဲ့ကြောကနေခေါင်းမောက်ပါတယ်ဖိနစ်မျိုးရဲ့အတောင်ပံတွေထွက်ပေါ်လာပြီးအစွမ်းကုန်အမြန်နှုံးနဲ့လိုက်သွားခဲ့တဲ့ထန်ဆန်းအနေနဲ့များတယ်မလိုက်နဲ့ဦးလို့ကြောက်ဝူကြီးကအလောတကြီးအော်ပြောလိုက်တဲ့အော်စကာငါတို့လည်းလိုက်ကြမယ်လို့တိုင်မှုပိုင်ကအော်စကာစီကနေမိုးဝက်ဦးချောင်းတောင်းလိုက်တဲ့အော်စကာကခေါင်းညစ်သဘောတူလိုက်တဲ့လူတိုင်းလှုပ်ရှားတော့မဲ့အချိန်မှာပဲအပြအယောင်လင်းရိတ်တစ်ခုကကြောက်ဝူကြီးရဲ့ရှေ့ကိုရုတ်တရက်ကြားရောက်လာတဲ့တော်တော်မင်းတို့ဒီမှာပဲနေခဲ့ကြထပ်ပြီးပြဿနာမရှာနဲ့တော့လို့မင်းကပြောလိုက်ပြီးလူတိုင်းကိုတားဆီးလိုက်တဲ့ဒီလူတွေပါလိုက်သွားရင်မင်းကဘလို့လုပ်ပြီးလူသိရှင်ကြားလက်တော့ပြန်နိုင်မှာလဲလို့ကြံရင်ကခပ်ဖော့ဖော့ပြုံးလိုက်တယ်နားလည်ပါပြီးကျေးဇူးပြုပြီးရှောင်းဝူကိုတွားခဲ့ပေးပါသူကနှစ်ပေါင်း1000တက်တန်းရှိတဲ့တိုက်တန်မြောက်ဝင်ကြီးရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်လို့ကြောက်ဝူကြီးကချက်ချင်းတောင်းဆိုလိုက်တဲ့အဲ့ဒါကနှစ်ပေါင်း1000မဟုတ်ဘူးနှစ်ပေါင်း300ပဲငါလည်းသူ့ကိုမရှင်းနိုင်ဘူးဒါပေမဲ့ရှောင်းဝူကကံကောင်းတဲ့သူမို့ဘာမှမဖြစ်နိုင်ပါဘူးငါထန်ဆန်းကိုတွားတားလိုက်အောင်မယ်လို့မင်းကအေးအေးဆေးဆေးပဲတတိပေးလိုက်တဲ့နှစ်ပေါင်း300တက်တန်းရှိတဲ့ဝိညာဉ်သားရဲ့ဆိုပြီးလူတိုင်းအံ့အားသင့်သွားကြတဲ့စကားတွေအများကြမပြောတော့ဘူးငါထန်ဆန်းနောက်ကိုလိုက်သွားတော့မယ်မင်းတို့ဒီနေရာမှာပဲနားနေပြီးငါတို့ပြန်လာတာကိုစောင့်နေကြစကားဆုံးတာနဲ့မင်းကထန်ဆန်းသွားတဲ့ဘက်ကိုလိုက်သွားခဲ့တဲ့ကြောက်ဝူကြီးကလူတိုင်းကိုပြောလိုက်တဲ့အားလုံးပဲငါတို့ကြံရင်ကိုပဲယုံကြည်ရတော့မယ်ဒီနေရာမှာပဲစောင့်နေကြရအောင်တိုင်မှုပိုင်နဲ့တခြားသူတွေကတယောက်ပြီးတယောက်ခေါင်းညှိလိုက်ကြတဲ့နှစ်ပေါင်း300တက်တန်းရှိတဲ့ဝိညာဉ်သားရဲ့လို့ကြားလိုက်ရတော့သူတို့လည်းမိုက်မိုက်ကန်းကန်းလိုက်မသွားရကြတော့ဘူးမီတာ1000လောက်လိုက်သွားပြီးတဲ့နောက်မှာတော့ထန်ဆန်းနဲ့လူမျက်နှာပါတဲ့ပင့်ကူနတ်ဆိုးတိုက်ခိုက်နေတာကိုမင်းတွေ့လိုက်ရတဲ့နောက်ဆုံးတော့ရောက်လာပြီးပဲရဲ့အနှဲငယ်လောက်အားဆိုင်ခဲ့ရတာအလားတမဖြစ်တော့ဘူးမင်းကအဝေးတနေရာမှာဆင်းသက်လိုက်ပြီးစောင့်ကြည့်နေလိုက်တဲ့ထန်ဆန်းကအပြာရောင်ငွေမျက်ပင်နဲ့လျှို့ဝှက်လက်နက်တွေကိုအသုံးပြုပြီးလူမျက်နှာပါတဲ့ပင့်ကူနတ်ဆိုးကိုရင်ဆိုင်နေတဲ့အစွမ်းကုန်အားဆိုင်ပြီးသူ့ရဲ့ဒုတိယမြောက်ဝိညာဉ်လက်နက်ဖြစ်တဲ့ကောင်းကင်ရှင်းလင်းရေးတူကြီးကိုထုတ်သုံးလိုက်ပြီးလူမျက်နှာပါတဲ့ပင့်ကူနတ်ဆိုးကိုအထိနာအောင်ရိုက်နှက်လိုက်တဲ့နောက်ဆုံးမှာတော့ကျူးကော့နတ်ဖျားလန်ပစ်ကုန်ရင်းကိုတုံးပြီးရန်သူရဲ့အားနည်းချက်ကိုပြစ်ခတ်ကတစ်ချက်တည်းနဲ့တက်ပစ်လိုက်တဲ့ကောင်းမွန်တဲ့နီးစနစ်ပဲလို့မင်းကကျင်းတဲ့အပြုံးတစ်ခုကိုပြလိုက်တဲ့ထန်ဆန်းကတည်ငြိမ်လာပါတယ်
သူကဝိညာဉ်ကွင်းကိုချက်ချင်းမဆုပ်ယူသေးပဲလူမျက်နှာပါတဲ့ပင်ကူနတ်ဆိုးရဲ့ဘေးမှာတင်းပြင်းခွေထိုင်လိုက်ပြီးဝိညာဉ်စွမ်းအားပြန်လည်ရရှိဖို့နဲ့အစိတ်တွေကိုဖယ်ရှားဖို့အတွက်နက်နဲတဲ့ကောင်းကင်ဘုံကျင့်စဉ်ကိုကျင့်ကြံနေတဲ့နက်နဲတဲ့ကောင်းကင်ဘုံကျင့်စဉ်ကတကယ်ကိုကောင်းမွန်တဲ့အရာတစ်ခုပဲတိုးလို့တိုက်ကြီးရဲ့ရှေးကြတဲ့ကျင့်စဉ်တွေနဲ့ရှင်ရင်အဆင့်တန်းချင်းအများကြီးကွာခြားတဲ့နောက်ပိုင်းမှာစနစ်ကဆုလက်တွေပေးတဲ့အခါဒီလိုကျင့်စဉ်မျိုးမပါလာရင်ထန်ဆန်းစီကနေနက်နဲတဲ့ကောင်းကင်ဘုံကျင့်စဉ်ကိုယူသုံးဖို့လောက်ရမယ်ထန်ဆန်းရဲ့ကိုယ်ပေါ်မှာဝင်းရနေတဲ့နှုတ်နှစ်ယောက်အရှိန်အဝါတွေကိုကြည့်ရင်မင်းကစိတ်ထဲကနေတွေးလိုက်တယ်မင်းကဒီနေရာကိုဘာမှမပါပဲရောက်လာခဲ့တာအခုရရှိထားတဲ့နှစ်ပေါင်း40ကြာကျင့်ကြံမှုတွေကအပင်ပန်းခံစူးစမ်းခဲ့လို့ရလာတာတွေပဲအကယ်၍ထန်ဆန်းသာဆိုရင်နှစ်ပေါင်း40အတွင်းမှာနတ်ဖျားတစ်ပါးဖြစ်နေလောက်ပြီးတိတ်မကြခင်မှာပဲရှေ့ကနေလူ3ယောက်လမ်းလျှောက်လာကြတဲ့သူတို့ကတော့နေ့လယ်ကတွေးခဲ့တဲ့ငကားပရင်မွေဖွားနဲ့မုတ်ရီရန်တို့ပဲဗာလဲငါရဲ့လူမျက်နှာပါတဲ့ပင်ကူနဲ့ဆိုးကိုနောက်တစ်ခါထပ်ပြီးအလူခံလိုက်ရပြန်ပြီလားလို့မြေပြင်ပေါ်ကအလောင်းကိုကြည့်ပြီးမုတ်ရီရန်ကဒေါသတကြီးပြောလိုက်တယ်ထန်ဆန်းကမျက်လုံးဖွင့်လိုက်ပြီးစိတ်ပြက်လက်ပြက်ဖြစ်သွားတဲ့ပင်ကူဘရင်ကဘာလို့အားအင်ကုန်ခန်းနေရလဲဆိုတာအံ့ဩစရာမရှိတော့ပါဘူးငကားဘရင်ရဲ့ကိုယ်ပေါ်မှာရှိတဲ့ဝိညာဉ်ကွင်းရှစ်ကွင်းကိုကြည့်ပြီးသူ့ရင်ထဲထိတ်ခနဲ့ဖြစ်သွားတယ်မင်းနောက်တစ်ခါထပ်ပေါ်လာပြန်ပြီးလားထန်ဆန်းမင်းငါရဲ့အစီအစဉ်တွေကိုနှစ်ခါတောင်ဖျက်ဆီးခဲ့ပြီးလို့မုတ်ရီရန်ကသူ့ကိုမှတ်မိသွားပြီးချက်ချင်းအော်ဟစ်လိုက်တဲ့ချောင်ထန်းရှမ်းကမုတ်ရှုရဲ့နားနာကိုကပ်ပြီးစကားအနေငယ်တိုးတိုးလေးပြောလိုက်တဲ့မုတ်ရှုကဖိအားပေးတဲ့လေတံနဲ့စတင်စကားပြောလိုက်တဲ့ထန်ဆန်းမင်းကိုငါရွေးချယ်စရာနှစ်ခုပေးမယ်တစ်ခုကငါမိသားစုတွေကိုဝင်မလားနောက်တစ်ခုကတော့ငါမြင်းမလေးကိုတောင်းပန်တဲ့အနေနဲ့လက်တစ်ဖက်ချန်ထားခဲ့မလားထန်ဆန်းရဲ့မျက်နှာပြတ်သွားတဲ့မိသားစုတွေကိုဝင်လိုက်ရတာဟာလွတ်လပ်မှုဆုံးရှုံးတာနဲ့အတူတူပဲဆိုတာသူသိတယ်သူတို့ကိုဆက်ပြီးပြဿနာရှာခွင့်ပေးလို့မဖြစ်တော့ဘူးဆိုတာမင်းသိလိုက်တဲ့ဝိညာဉ်ကွင်းစုပ်ယူဖို့အကောင်းဆုံးအချိန်ကြော်လွန်သွားရင်ဘာဖြစ်မလဲဆိုတာမသိနိုင်ဘူးပို့အရေးကြီးတာကထန်ဟောက်ပြန်ရောက်လာမှာကိုမင်းစိုးရိမ်မိတယ်မင်းကသူတို့ရှေ့မှာချက်ချင်းကိုထင်ပြလိုက်တဲ့ငကားပရင်နဲ့ငွေဖွားမင်းတို့တွေအသက်ကြီးလေစိုးလေးပါလားနှစ်ပေါင်း1000တန်းရှိတဲ့လူမျက်နှာပါတဲ့ပင်ကူနဲ့ဆိုးကိုတော့မနိုင်ပဲထန်ဆန်းကိုအပြစ်လာကုန်ချနေရတာရှက်ဖို့ကောင်းလိုက်တာအသက်တွေသာကြီးလာတယ်အလကားပဲငကားပရင်နဲ့မြွအေဖွားကလန့်သွားကြတယ်ဘေးနားမှာလူရှိနေလိမ့်မယ်လို့မထင်ထားကြဘူးမင်းကဘာတူလဲလို့သူတို့မေးလိုက်တဲ့တင်းငယ်တဲ့ဝိညာဉ်သားရဲ့မိသားစုလေးကထန်ဆန်းကိုအဖွဲ့ဝင်အဖြစ်ခေါ်ယူဖို့အရေးချင်းမရှိပါဘူးမင်းကထန်ဆန်းရဲ့ရှေ့မှာမမမမတ်ရက်လိုက်ပြီးနောက်ကိုယ်တော်လှည့်မကြည့်ပဲအမိန်ပေးလိုက်တဲ့ထန်ဆန်းအခုချက်ချင်းလူမျက်နှာပါတဲ့ပင်ကူနတ်ဆိုးရဲ့ဝိညာဉ်ကွင်းကိုစုပ်ယူလိုက်ဘသူနှောက်ယှက်ရဲလဲဆိုတာငါကြည့်မယ်ကျေးဇူးတင်ပါတယ်ကြံ့ရင်လို့ထန်ဆန်းကဝမ်းသာသွားတဲ့မင်းကဝိညာဉ်ကွင်းကိုကွင်းကိုထုတ်ဖော်လိုက်ပြီးအပြာရောင်အရေးထားကိုကင်ဆောင်ကမင်းရဲ့အမိကကြံ့ရင်ဖြစ်ကြောင်းပြသလိုက်တယ်ထိုင်နေတော့ငကားပရင်နဲ့မွေဖွားကဝိညာဉ်ကွင်းတွေကိုကြည့်ပြီးဒါဟာအစ်စ်မှန်ဖြစ်မှန်းသိသွားပေမဲ့စိတ်ထဲမှာတော့မကြည်မနှက်ဖြစ်နေသေးပါပဲလူမျက်နှာပါတဲ့ပင်ကူနတ်ဆိုးကအရန်ကိုရှားပါလုံးနဲ့ကြံရင်ကိုဂါရဝပြုပါတယ်လို့သူတို့နှစ်ယောက်ဥညွတ်လိုက်ကြရတဲ့ထိုင်နေတော့ဆိုတာဝိညာဉ်လောကရဲ့ထိတ်ဆုံးမှာရှိတဲ့သူပဲဝိညာဉ်ဒေါ်တယောက်တောင်မှအယိုအသေးပေးရတဲ့ထန်ဆန်းကအံ့ဩမြင်တက်သွားတဲ့ထိုင်နေဒေါ်တယောက်ရဲ့ဂုံတိတ်ခါကဘလောက်အထိကြီးမားလဲဆိုတာကိုအဲ့ဒီအချိန်ကြာမှသူတကယ်ပဲနားလဲသူအားတော်တဲ့ဒါဟာအဆင့်တစ်ခုတည်းမဟုတ်ပဲတကယ်အစွမ်းထက်သူတယောက်ရဲ့တင်ကေတာပဲကြံရင်ဒီလူမျက်နှာပါတဲ့ပင်ကူနတ်ဆိုးကိုငါတို့အရင်တွေ့တာဖြစ်ပြီးဒဏ်ရာရအောင်လဲလုပ်ခဲ့တာကြောင့်ဒါကငါတို့နဲ့ပဲဆိုင်ရမယ်လို့မိုးရှုကလေတံမမာနဲ့ပြောလိုက်တယ်မင်းကဘယ်အဆင့်လဲပင်ကူနတ်ဆိုးကရောဘယ်အဆင့်လဲအင်အားချင်းဒီလောက်ကွာခြားနေတာတော့မင်းတို့ကလွတ်သွားအောင်လုပ်လိုက်တာပဲတစ်ခါလွတ်သွားပြီဆိုရင်ဒါဟာပိုင်ရှင်မဲ့ဖြစ်သွားပြီခုထန်ဆန်းကတက်လိုက်တာဖြစ်လို့ဒါကသူ့ပိုင်ပဲဖြစ်ရမယ်ကျေတာရတော့အုပ်ကြီးတဲကဝိညာဉ်သားရဲတွေကမူလကတည်းကပိုင်ရှင်မရှိဘူးမင်းတို့ပြောတယ်လို့ဆိုရင်ငါကဒီတော့အုပ်ထဲကဝိညာဉ်သားရဲအားလုံးကိုမြင်ဘူးထားတာပဲအဲ့ဒီတော့တခြားဝိညာဉ်ဆရာတွေကဒီသားရဲတွေကိုမတက်ရတော့ဘူးလားထန်ဆန်းဆက်လို့တော့မန်ရှာကဝိညာဉ်ကွင်းကိုစုပ်ယူလိုက်ပါတယ်လုံကုန်းနဲ့မုတ်ရှုတို့မြင်သွားပြီးဝိညာဉ်ကွင်းတွေကိုထုတ်ဖော်လိုက်ကစိုက်ကြည့်နေကြတယ်ဘာလဲမင်းတို့ကတိုက်ချင်သေးတာလားငါ့ကိုမင်းတို့အနိုင်တိုက်နိုင်ပါမလားမင်းတို့မြင်းမလေးကိုပါမင်းတို့နဲ့အတူဒုက္ခရောက်စေချင်တာလားစမ်းကြည့်ချင်ရင်စမ်းကြည့်လိုက်လေမန်ရှာကသူ့ရဲ့ဖိအားတွေကိုရုတ်တရက်ထုတ်လွှတ်လိုက်ပြီးသူတို့ကိုဖိနှိပ်လိုက်ပါတယ်မုတ်ရီကမုတ်ရှုရဲ့ကြောပေါ်မှာမှောက်လျက်သားဖြစ်နေပြီးမြေကြီးပေါ်ကိုတော့လဲကျမသွားသေးပါဘူးဘွဲတစိမ့်တောင်တော့ဆိုတာတကယ်ကိုနာမည်နဲ့လိုက်အောင်စွမ်းတာပဲကျွန်တော်တို့နှုတ်ဆက်ပါတယ်မုတ်ရှုရဲ့မျက်နှာကပြတ်သွားပြီးဝိညာဉ်ကွင်းတွေကိုပြန်သိမ်းလိုက်တယ်ကောင်းကောင်းသွားကြပါလို့မန်ရှက်ကအေးစစ်စစ်ပဲပြောလိုက်ပါတယ်ငွေပွားကြီးလဲသူ့မြေမလေးကိုခေါ်ပြီးထွက်သွားရုံပဲရှိတော့တာပေါ့ကျွန်တော်အတွက်ကူညီပေးလို့ကျေးဇူးတင်ပါတယ်စီနီယာမန်ရှာလို့ထန်ဆန်းကထပ်ပြီးကျေးဇူးတင်စကားပြောပါတယ်စကားတွေအများကြီးမပြောနဲ့ဦးရှောင်းဦးကတိုက်တံမြောက်ဝင်ကြီးလက်ထဲမှာရှိနေသေးတယ်ထန်ဆန်းလည်းအချိန်မဆွဲရတော့ပဲဝိညာဉ်ကွင်းကိုစုပ်ယူဖို့ချက်ချင်းထိုင်လိုက်ပါတယ်မန်ရှာကဘေးမှာရက်နေပြီးစိတ်ထဲကနေရေးရွတ်နေတယ်ရှစ်ပါးပင်ကူအယိုးကိုထုတ်ပေးလိုက်တာကငါအတွက်အကောင်းဆုံးကျေးဇူးတုတ်ပြန်မှုပဲဒုက္ခပါပဲဒီလူမျက်နှာပင်ကူရဲ့ဝိညာဉ်ကွင်းကနှစ်ပေါင်း2000ကျော်နေပြီပဲဒါကဆရာပြောထားတဲ့တတိယဝိညာဉ်ကွင်းရဲ့ကန့်သက်ချက်ထက်အများကြီးကျော်လွန်နေတာပဲစုပ်ယူနေတဲ့အတော်အတွင်းထန်ဆန်းရဲ့ခန္ဓာကိုယ်ကပြင်းပြင်းထန်ထန်တုန်ခါနေပေမဲ့သူကတော့ရက်တန့်လို့မရတော့ပါဘူးအန်ချိတ်ပြီးတောက်ခံရင်နှစ်ချိုက်ချိုက်စုပ်ယူတဲ့အခြေအနေတွေကိုရောက်သွားပါတော့တယ်မန်ရှာကသူ့ရဲ့အနောက်ကနေလေးလာကြည့်နေပါတယ်စုပ်ယူမှုဆက်ဖြစ်နေတာနဲ့အမျှထန်ဆန်းရဲ့ကြောရိုးမှာစွမ်းရင်စုစုလေးတစ်ခုပေါ်လာပါတယ်ပေါ်လာပြီးဒီဝိညာဉ်စွမ်းအားကရှစ်ပါးပင်ကူအယိုးဖြစ်ရမယ်မန်ရှာကဝိညာဉ်အယိုးအပြည့်အဝဖြစ်တည်လာမဲ့အချိန်ကိုငြိမ်ငြိမ်လေးစောင့်နေပါတယ်တစ်ချိန်တည်းမှာပဲထန်ဟောက်ကလည်းတိုက်တံမြောက်ဝင်ကြီးနောက်ကိုတောက်လျှောက်လိုက်နေတာပါရှောင်းဦးကတားရဲကြီးကိုစကားပြောနေတာကိုသူကြားလိုက်ရတယ်အာမင်နင့်ကိုဘသူထွက်လာခိုင်းလို့လဲငါအကြောင်းတွေပေါ်ကုန်တော့မလို့ပဲငါတငယ်ချင်းတွေကိုလည်းထိခိုက်စေတော့မလို့နောက်တစ်ခါဆိုရင်သူတို့ကိုမထိခိုက်အောင်တေချာကြည့်ဦးကြားလာတိုက်တံမြောက်ဝင်ကြီးကအပြစ်ရှိတယ်လို့မျိုးကောင်းကြီးကိုငုံလိုက်ပါတယ်ကဲပေးမှဘသူမှမရှိတော့ဘူးဆိုတော့ဒီမှာငါရဲ့တတိယဝိညာဉ်ကွင်းကိုအပြီးတက်လိုက်တော့မယ်အာမင်နင့်ငါကိုစောင့်ရှောက်ပေးဦးထန်ဟောက်ကဒါကိုမြင်တော့မှအခြေအနေမှန်ကိုနားလည်သွားတယ်တိုက်တံမြောက်ဝင်ကြီးကအပြင်ပိုင်းစုံကိုဘာလို့ရောက်လာလဲဆိုတာရှောင်းဝုံနဲ့သိနေလို့ကိုဒါဆိုရင်နောက်ပိုင်းမှာထန်ဆန်းကတိုက်တံမြောက်ဝင်ကြီးရဲ့ဝိညာဉ်ကွင်းကိုလိုချင်ရင်ပို့ပြီးလွယ်ကူသွားတာပေါ့ထန်ဆန်းဘက်မှာတော့နိုင်ဝက်လောက်ကြာပြီးနောက်မှာဝိညာဉ်ကွင်းစုပ်ယူမှုပြီးဆုံးသွားပြီးရှစ်ပါးပင်ကူအယိုးကလည်းအပြည့်အဝဖြစ်တည်လာပါပြီမန်ရှာကသူ့မျက်လုံးမပွင့်လာခင်မှာပဲလက်ဝါးနဲ့ရိုက်ပြီးသူ့ကိုမေးလဲသွားစေပါတယ်စနစ်ရရှစ်ပါးပင်ကူအယိုးကိုထုတ်ယူလိုက်တော့မန်ရှာကထန်ဆန်းရဲ့ကြောပေါ်ကရှစ်ပါးပင်ကူအယိုးရှိတဲ့နေရာကိုလက်နဲ့ဖိလိုက်ပါတယ်
အယိုးထုတ်ယူခံရတဲ့တန်ကြောင့်သတိမိနေတဲ့ထန်ဆန်းဟာနာကျင်လွန်းလို့မျက်နှာတွေရှုံးမဲ့နေပါတယ်စနစ်ရဲ့ကူညီမှုနဲ့အတူသူဟာအဲ့ဒီပြင်ပဝိညာဉ်အယိုးကိုခဏလေးတွင်းမှာပဲအောင်မြင်ထုတ်ယူနိုင်ခဲ့ပါတယ်တော်သေးတာကရှစ်ပါးပင်ကူအယိုးကခုမှဖြစ်တည်လာတာမို့လို့အမြင့်သိမ့်မတွေသေးလို့ပါမဟုတ်ရင်သူ့အသက်အန္တရာယ်ရှိနိုင်တယ်ဟာစနစ်ရဲ့ရှစ်ပါးပင်ကူအယိုးရပြီးတာဝန်ပြည့်မြောက်တဲ့အတွက်ဆုလက်ကတော့ရှစ်ပါးပင်ကူအယိုးကိုတခါတည်းပေါင်းဆက်ခွင့်ရတာပါပေါင်းဆက်ပြီးရင်နှစ်ပေါင်း1000အရေးသွေးကိုမျှပြတင်ပေးမှာပါအသုံးပြုမလားအသုံးပြုမယ်ပေါင်းဆက်တာစတင်လိုက်တော့ပထမဆုံးခန်းစားလိုက်ရတဲ့ခန်းစားချက်ကကြောဘက်ကရရန်လာတာပါပြီးတော့တကိုယ်လုံးကိုနာကျင်မှုတွေပြန့်နှံ့သွားတာမို့သူလဲထိုင်ချလိုက်ရတဲ့ခန္ဓာကိုယ်တွေကဝိညာဉ်စွမ်းအားတွေနဲ့အပြင်ကဝိညာဉ်စွမ်းရင်တွေဟာကြောဘက်မှာလာပြီးစုဝေးနေကြတယ်ဒါကခုနကထန်ဆန်းဝိညာဉ်ကွင်းစုပ်ယူလုံးကအခြေအနေနဲ့အတူတူပါပဲစနစ်ရဲ့လှုပ်ဆောင်ချက်ကအယမ်းမြန်ပါတယ်10မိနစ်တောင်မပြည့်ခင်မှာပဲအကြောင်းကြားစာပေါ်လာတယ်ပေါင်းဆက်မှုအောင်မြင်ပြီးနှစ်ပေါင်း1000အရေးသွေးကိုမြင့်တင်လိုက်ပါပြီမန်ရှာကမျက်လုံးဖွင့်လိုက်တော့အရန်ကိုလန်းဆန်းသွားပါတယ်ပေါင်းဆက်နေတဲ့အတော်အတွင်းမှာဝိညာဉ်စွမ်းအားတွေကြောင့်သူဟာအဆင့်62ကိုရောက်သွားပါတယ်ပို့ပြီးအရေးကြီးတာကပြင်ပဝိညာဉ်အယိုးနဲ့ပေါင်းဆက်ပြီးနောက်မှာသူ့ရဲ့ခန္ဓာကိုယ်ကြန့်ခိုင်မှုက2ဆလောက်တိုးတက်လာတာပါကောင်းပြီးနက်ဖျားဖြစ်ဖို့ခြေတလန်းနီးဆက်သွားပြီးဒါကအပြည့်အဝပေါင်းဆက်သွားတာပါသူကရှစ်ပါးပင်ကူအယိုးကိုထုတ်ဖော်လိုက်တော့ဘာမှအဆင်မပြေတာမျိုးမရှိပဲမွေးကလေးကပါလာတယ်လို့မျိုးစိတ်ကြိုက်ထိန်းချုပ်လို့ရနေပါတယ်ဝါမျိုးချင်းစွမ်းရည်ကတော့ရှစ်ပါးပင်ကူအယိုးရဲ့စုတွေကတစ်ဖက်လူရဲ့ခန္ဓာကိုယ်ထဲကိုထိုးဖောက်ပြီးဝိညာဉ်စွမ်းအားတွေကိုစုပ်ယူကာကိုယ့်ရဲ့စွမ်းအားကိုပြန်ဖြည့်တင်းပေးတာပါသူကဝိညာဉ်ရိုးရဲ့စွမ်းရည်ကိုစမ်းတက်နေပါတယ်ဒါကသူ့အတွက်တိုက်ပွဲမှာတောက်ခံနိုင်စွမ်းကိုအများကြီးတိုးတက်စေပါတယ်ရှစ်ပါးပင်ကူအယိုးကိုထုတ်လိုက်တဲ့အခါမှာသူ့ရဲ့အခြေခံအရေးချင်းတွေအားလုံးက20%လောက်တိုးလာတာကိုတိတိတတ်တာခံစားရပါတယ်ဒီတိုးတက်မှုကဝိညာဉ်အယိုးတိုးတက်လာတာနဲ့အမျှထပ်ပြီးတိုးလာအောင်မှာပါအခုလောလောဆယ်ရှစ်ပါးပင်ကူအယိုးကနှစ်ပေါင်း1000အရေးသွေးပဲရှိပါသေးတယ်ဒါတင်မကသေးပဲလူမျက်နှာပင်ကူရဲ့အစိတ်စွမ်းရည်ကလည်းဝိညာဉ်ရိုးမှာပါလာပါသေးတယ်ရှစ်ပါးပင်ကူအယိုးလို့ခေါ်ရတာကလည်းလူမျက်နှာပင်ကူရဲ့ခြေထောက်ရှစ်ချောင်းကလှန်ရှည်ကြီးတွေလိုမျိုးအရန်ကိုထက်မြက်လို့ပါပဲသူကသူ့ကိုယ်သူပြန်ကြည့်ပြီးရေကျင်သွားတယ်အခုပုံစံကဘီဘီတုံးနဲ့တောင်တူနေတယ်လို့ပဲနှစ်ယောက်လုံးကပင်ကူအမျိုးအစားတွေဖြစ်နေတာကိုသူကယုံကြည်မှုရှိရှိနဲ့ပြုံးလိုက်ပါတယ်ရှစ်ပါးပင်ကူအယိုးကိုပေါက်ဆက်လိုက်တာကအကြကိုကျေးဇူးအများကြီးရလိုက်တာပဲဝိညာဉ်စွမ်းအားလည်းတဆင့်တိုးသွားသေးတယ်ဝိညာဉ်ကွင်းကိုထုတ်ဖော်လိုက်တဲ့အခါမှာသူ့ရဲ့တကယ်တိုက်ခိုက်နိုင်စွမ်းကကနမတောင်လောက်ကိုတောင်ရှင်တိုက်နိုင်တဲ့အခြေအနေကိုရောက်သွားပါပြီထန်ဟောင်းနဲ့ရှင်ရင်တော့သူကိုတိပါတယ်ရှစ်ပါးပင်ကူအယိုးတစ်ခုတည်းနဲ့တော့မလုံလောက်သေးပါဘူးထွက်လာတာနဲ့တစ်ဖက်လူကရိုက်ချိုးလိုက်မှတော့စိုးရင်ရသေးတယ်ထန်ဟောက်ကိုရှင်နိုင်ဖို့ဆိုရင်အနည်းဆုံးတော့သူ့ရဲ့ရှင်ရင်သားဝိညာဉ်လက်နက်အရေးသွေးကိုမြင့်တင်ရအောင်မယ်ပြီးတော့နှစ်ပေါင်း300ဝိညာဉ်ကွင်းတစ်ခုလောက်ထပ်ပြီးစုပ်ယူရအောင်မယ်အဲ့ဒါအပြင်တောက်ခံနိုင်စွမ်းမှလည်းသူကတိတ်ပြီးအာမတာသေးပါဘူးထန်ဟောက်ရဲ့ကိုခုမြောက်ဝိညာဉ်ကွင်းကနက်ဖျားမဝိညာဉ်စီကရတာဆိုတော့သူ့ရဲ့ဝိညာဉ်စွမ်းရည်နှစ်ခုထဲမှာတစ်ခုကတော့ပြန်လဲကုသနိုင်တဲ့စွမ်းရည်ဖြစ်မှာတေးချတဲ့ကြောဘက်ကဘာလို့ဒီလောက်နာနေရတာလဲထန်ဆန်းကမျက်မှောင်ကျုံရင်ဖြည်းဖြည်းချင်းမျက်လုံးပွင့်လာပြီးဇဝေဇဝါဖြစ်နေပါတယ်လူမျက်နှာပင်ကူကငါ့ကိုဒဏ်ရာပေးသွားတာလားမန်ရှာကရှစ်ပါးပင်ကူအယိုးကိုချက်ချင်းပြန်သိမ်းလိုက်ပြီးသူ့ကိုအနောက်ကနေတွဲပေးလိုက်တဲ့ထန်ဆန်းကအဖြစ်တွေပါအစောပိုင်းကလုံကုန်းတို့ဇနီးမောင်နှံကိုရင်ဆိုင်နေရလို့ဒီလူမျက်နှာအပင်ကူကနှစ်ပေါင်း2000ကျော်နေတာကိုတတိမထားမိလိုက်ဘူးမင်းကိုကန့်သက်ချက်ကြော်လွန်တဲ့ဝိညာဉ်ကွင်းကိုစုပ်ယူခိုင်းမိတယ်လို့ဖြစ်သွားပြီးခန္ဓာကိုယ်ပောက်ကွဲပြီးတေလူနီးပါးတောင်ဖြစ်သွားရတယ်မင်းတောက်ခံနိုင်သွားလို့တော်သေးတာပေါ့မဟုတ်ရင်မင်းဖေကိုငါဘလို့မျက်နှာပြရမလဲတော့မသိတော့ဘူးအခုနေလို့ကောင်းသွားပြီလားဒါခမရအပြစ်မဟုတ်ပါဘူးဝိညာဉ်ကွင်းကိုစုပ်ယူပြီးမှကျွန်တော်တိလိုက်ရတာပါပြီးတော့ဝိညာဉ်ကွင်းတက်တန်းရင်းလေစွမ်းရည်ကပိုအားကောင်းလေပဲဒါကကံကောင်းခြင်းတစ်ခုလိုပဲတတ်မှတ်ရမှာပါခမရတာမကူညီခဲ့ရင်ဒီဝိညာဉ်ကွင်းကိုကျွန်တော်အောင်မြင်စုပ်ယူနိုင်မှာမဟုတ်ပါဘူးကျေးဇူးတင်ပါတယ်ဟာကြက်ရင်ကိုပဲကျေးဇူးတင်လိုက်ပါအခုဘာမှမဖြစ်တော့ရင်ပြီးတာပါပဲငါတို့ကအတင်းဖော်တွေပဲလေချင်းချင်းကူညီရမှာကမဖြစ်မနေလုပ်ရမယ့်အလုပ်ပဲတာအပြင်ငကားအဖိုးနဲ့ငွေဖွားတို့ကအနိုင်ကျင့်ပြီးသူတို့အရင်တွေ့တဲ့ဝိညာဉ်သားရဲလို့ပြောနေတာအဲ့ဒီလိုကြိုးကြောင်းစီရောမှုမရှိတာဘယ်မှရှိမှလဲကဲပါအာနာစရာတွေပြောမနေပါနဲ့တော့မင်းဒီမှာနေတာတနာရီနီးပါးရှိနေပြီကြောက်ဝူကြီးတို့ကအခြေအနေကိုမသိသေးတော့ငါတို့ပြန်တင်ပြီးရှောင်ဝူကတော့အသက်တူမဲ့သူမဟုတ်ပါဘူးသူမကထက်မြက်ပြီးဖြက်လက်တော့တနေရာမှာလွတ်မြောက်သွားပြီးကြောက်ဝူကြီးတို့နဲ့တွားပေါင်းရင်ပေါင်းနေမှာပါသွားကြဆိုမိုးချုံနေပြီးရှောင်ဝူသူတို့နဲ့မဆုံသေးဘူးဆိုရင်တော့ညဘက်မှာတော်တဲ့ဝင်ရှာဖို့မတင်တော့ဘူးညဘက်ကနေဘက်ထက်အနေရပူများတယ်မနှက်ဖြန်မှာပဲအစီအစဉ်ထပ်ဆွဲကြတာပေါ့ဆရာဘာဖြစ်လို့လဲကြောက်ဝူကြီးတို့ငါတို့ကိုလာရှာနေတာနဲ့တူတဲ့ထဲမှာရှောင်ဝူရဲ့အော်တန်လဲပါနေတဲ့တကယ်လားပဲဘက်မှာလဲအပြင်ဘက်ကိုဥတီနေတာတွားကြဆိုရှောင်ဝူဆရာကြောက်ကျွန်တော်တို့ဒီမှာရှိတဲ့အကူ3ကျမပြန်လာတော့အကူကိုမတွေ့လို့လန့်သွားတာပဲရှောင်ဝူမင်းဘာမှမဖြစ်တာနဲ့တော့ပါပြီးအကူ3တန်ရရထားတာလားတန်ရအနေငယ်ပါဘာမှမဖြစ်ပါဘူးထန်ဆန်းပါရီဖြစ်ခဲ့တာလဲဘလို့ဝိညာဉ်သားရဲနဲ့တွေ့ခဲ့တာလဲဆရာအကြောင်းနဲ့လူတိုင်းခင်ဗျာကျွန်တော်ဘာမှမဖြစ်ပါဘူးရှောင်ဝူကိုလိုက်အနေလုံးမှာအနှစ်1000တက်တန်းရှိတဲ့လူမျက်နှာပါပင့်ကူမိတ်ဆာနဲ့တွေ့ပြီးတိုက်ခိုက်ခဲ့ရတာပါနောက်တော့ငကားအဖိုးနဲ့မွေဖွားနဲ့တွေ့မှဒီသားရဲကသူတို့တန်ရပေးထားတာမှန်သိခဲ့ရတယ်ကျွန်တော်လည်းကိုကာကွယ်ရင်းနဲ့ပဲတက်လိုက်ရတာပါကံကောင်းလို့ကြံရင်ဆရာရောက်လာပြီးသူတို့ကို6ထုတ်ပေးလို့ဝိညာဉ်ကွင်းကိုအောင်မြင်စုပ်ယူနိုင်ခဲ့တာပါအဲ့ဒီအချိန်ကျမှဝိညာဉ်ကွင်းကအနှစ်1000တက်တန်းရှိမှန်သိခဲ့ရတာဒါဆိုမင်းအနှစ်1000ဝိညာဉ်ကွင်းကိုအောင်မြင်စုပ်ယူနိုင်ခဲ့တာပေါ့ကောင်းတယ်ဒီခီးကအနည်းများပေမဲ့ကြောင်းအတွက်ဝိညာဉ်အကြီးကဲ3ယောက်တောင်ရလိုက်တာပဲဖလန်တာတော့ပြောနေတော့မှာပဲ3ယောက်လားအကူ3ကျမလဲဝိညာဉ်အကြီးကဲအဆင့်ကိုတက်လန်းနိုင်ခဲ့ပြီးတိုက်တန်မြောက်ဝင်ကြီးတက်ထားတဲ့အနှထောင်ကြီးတက်တန်းရှိဝိညာဉ်သားရဲကိုစုပ်ယူလိုက်တာကဲပါစကားပြောနေရမယ့်အချိန်မဟုတ်ဘူးငါတို့ဘယ်နေရာရောက်နေလဲဆိုတာမမေ့နဲ့ဥပြန်ကြဆိုကြံရင်ပြောတာမှန်တယ်တိုက်တန်မြောက်ဝင်ကြီးကအချိန်မရွေးပြန်လာနိုင်တဲ့တောထဲကနေမြန်မြန်ထွက်ကြရအောင်ကြံရင်ရှောင်းဆန်းကိုကာကွယ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်ကျေးဇူးတင်ခြင်းရင်ရှောင်းဝူကိုငါ့ကိုပေးလိုက်ပါတာမှမဟုတ်တိုက်တန်မြောက်ဝင်ကြီးရဲ့အတိုက်ပဲမှလဲဆိုတာပြောပြပါငါအင်အားတောင့်တင်းလာရင်သူ့ကိုသွားတက်မလို့စိတ်မကောင်းပါဘူးကျွန်တော်လည်းမသိပါဘူးတာဝန်အစ်စ်ထုတ်ပြန်သည့်စတာတိုးတော့အုပ်ခီးစင်မှာမင်းရဲ့ဆွမ်းဆောင်ရည်ကထူးချွန်တဲ့အတွက်ကျူချင်းရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပြီးဒိုင်းမှုပိုင်ကမင်းအပေါ်မကြေမနက်ဖြစ်နေပါတယ်ဒိုင်းမှုပိုင်ရဲ့စိတ်ဆက်ထားသူကျူချင်းကိုလူယူပြီးကံကြမ္မာကိုပြောင်းလဲလိုက်ပါတီတာဝန်ကိုညှင်းပယ်လို့ရပါတယ်တာဝန်ပြ
ဒီဆုံးပါကဆုလက်အဖြစ်ဝိညာဉ်စွမ်းအား3ဆင့်တိုးမြင့်ပေးမိဖြစ်ပြီးတတိယဝိညာဉ်ကွင်းတက်တန်းကိုနှစ်ပေါင်း300တိုးပေးပါမည်မင်းကစနစ်ကြီးကအတိတ်ပဲမရှိဘူးလို့ပဲထင်နေတာစနစ်ရေးမင်းဘာတွေလုပ်နေတာလဲကျူးချင်းကအသက်12နှစ်ပဲရှိသေးတာကိုမင်းကပြုစုပြောထောင်ရေးကစားပွဲဆော့ကျင်နေတာလားစနစ်ရဲ့အသက်သတ်မှတ်ချက်ကိုပဲစံနှုန်းထားပေးပါသူမကိုတပည့်အဖြစ်လက်ခံခိုင်းတာကတော့တော်သေးတာပေါ့ကလေးမလေးကိုဇနီးအဖြစ်အတင်းကျပ်လုပ်ခိုင်းတာကတော့လွန်လွန်ကဲကဲပဲမင်းထွက်လာခဲ့စမ်းငါမင်းကိုကောင်းကောင်းဆုံးမပေးမယ်စနစ်ရဲ့အသက်သတ်မှတ်ချက်ကိုပဲစံနှုန်းထားပေးပါဆက်သွယ်လို့မရတဲ့အဆုံးမှာတော့မင်းဟာမစ်ရှင်ကိုဆွတ်လွတ်ဖို့ဓာတ်ရိုက်ရွေးချယ်လိုက်တဲ့တကယ်လို့ဒါကိုလုပ်ခဲ့ရင်အတီဟောင်းတွေနဲ့စုံမိတဲ့အခါမျက်နှာပြက်စရာကြီးဖြစ်နေလိမ့်မယ်ဒါအပြင်အဲ့ဒီဆုလက်ကမင်းအတွက်ဘာမှဆွဲဆောင်မှုမရှိဘူးဝိညာဉ်စွမ်းအား3ဆင့်နဲ့နှစ်ပေါင်း300တက်တန်းရှိတဲ့ဝိညာဉ်ကွင်းဟာဝိညာဉ်တခင်တယောက်အတွက်ကောင်းကင်ဘုံကပေးတဲ့ဆုလက်လိုဖြစ်နေပေမဲ့မင်းကတော့ဘွဲရတော်လို့တယောက်ဖြစ်နေတာမို့ဒီလောက်တိုးတက်မှုကမပြောပါတော့ပါဘူးဝိညာဉ်ကွင်းတက်တန်းကတော့အနှဲငယ်အသုံးဝင်နိုင်သေးတာပေါ့အိမ်ရှင်ကမစ်ရှင်ကိုဆွတ်လွတ်ဖို့အတီးပြခုပါတဲ့အတီးပြုတ်တယ်တေးချတယ်ပြီးတော့အပြတ်တက်ပဲမစ်ရှင်ဆွတ်လွတ်မှုအောင်မြင်ပါတယ်နောက်တစ်ခါမစ်ရှင်ထုတ်ပြန်ရင်ငါရဲ့အဆင့်တန်းကိုအရင်လေးလာထားဦးငါကိုဝိညာဉ်တခင်အဆင့်လောက်ပဲတတ်မှတ်မနေနဲ့တကယ်လို့အရေးချင်းရှိရင်နှစ်ပေါင်း3သိန်းတက်တန်းရှိတဲ့ဝိညာဉ်ကွင်းကိုဆုလက်အဖြစ်ပေးကြည့်လေမင်းအရှိကိုသွားခိုင်းရင်ငါအနောက်ကိုလုံးဝမလှည့်ဘူးမင်းကတော့စနစ်ကိုတလန်းလုံးအပြစ်တင်ကြီးတွားလာခဲ့တဲ့စလိုက်အကယ်ဒမီကိုပြန်ရောက်တဲ့အထိမစ်ရှင်3ပေးချက်ထပ်မကြရတော့ဘူးစနစ်ကြီးတစ်ခုခုဖြစ်သွားပြီထင်တယ်နောက်ဆုံးတော့ပြန်ရောက်လာပြီးငါတို့ចောင်းကိတ်တကားနဲ့တောင်လွဲတော့မလို့အော်စကာကတကားတိုင်ကိုဖတ်ပြီးစိတ်လှုပ်ရှားစွာပြောလိုက်တယ်ဟုတ်ပြပြကျုပ်ဆိုရင်ဝိညာဉ်သားရဲတွေရဲ့မုံမဲတရေစာဖြစ်တော့မလို့မဟုံကျွင်းကနောက်ထပ်တကားတိုင်တစ်ခုကိုဖတ်ပြီးဝင်ပြောတယ်ကြောက်ဝူကြီးကအဓိကတကားဝမှာရက်ပြီးပြောလိုက်တယ်ဒီတခါကျေတာယာတောအုပ်လေးကျင်ကန်ကတော့အောင်မြင်မြင်ပြီးဆုံးသွားပြီပေါ့ဖြစ်စဉ်ကထိတ်လန့်စရာကောင်းပေမဲ့ရလက်ကတော့မသေးဘူးမင်းတို့9ယောက်ရဲ့ခင်မင်မှုကလည်းစမ်းတက်မှုခံယူပြီးသွားပြီးအားလုံးပဲတရက်နဲ့တညလုံးမျက်စိမမိတ်ရသေးဘူးအဆောင်ကိုအရင်ပြန်ပြီးအနားယူကြဦးငါเจ้าအုပ်ကြီးစီသွားပြီးအခြေအနေတွေကိုအစီရင်ခံလိုက်အောင်မယ်ကောင်းပါပြီဆရာကြောက်တိုင်းမှုပိုင်နဲ့တခြားသူတွေကပြန်ထူပြီးเจ้าထဲကိုအတူတူဝင်သွားကြတယ်ထန်ဆန်းကတော့တမင်တကာခြေလန်းကိုနှိမ့်လိုက်ပြီးမင်းကိုဥညွတ်နှုတ်ဆက်တယ်တရိတ်တခင်ကြီးထန်ဆန်းကတခါထပ်ပြီးကျေးဇူးတင်ပါတယ်ပြန်ပြီးအနားယူတော့လေမင်းကခေါင်းကိုအตาရညှိပြလိုက်တယ်ကိုယ့်ရဲ့တစ်သားအိမ်လေးစီပြန်ရောက်တဲ့အခါမင်းကစိတ်ဆွအန်အားကိုတမင်ထုတ်မလွတ်ထားပေမဲ့လည်းမလန့်မကန့်ကဖလန်တာရဲ့နေအိမ်မှာရင်းနှီးနေတဲ့အငွေတက်တစ်ခုရောက်ရှိနေတာကိုသတိပြုမိလိုက်တဲ့ရွှေရှောင်းကန်းရောက်လာပြီဆိုတာမင်းသိလိုက်ပြီးမင်းတကားကိုတွန်းဖွင့်ပြီးအခန်းထဲဝင်လိုက်တဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဝိညာဉ်မျိုးတော်မှာမင်းရွှေရှောင်းကန်းကိုတွေ့ခဲ့ဘူးတဲ့ဝိညာဉ်မျိုးတော်ဆိုတာဝိညာဉ်သခင်အလုံးရဲ့စိတ်နှလုံးထဲကမြင့်မြတ်တဲ့နေရာတစ်ခုပဲဝိညာဉ်သခင်တယောက်အနေနဲ့မင်းလည်းအဲ့ဒီမှာပညာသင်ကြားဖို့သွားခဲ့ဘူးတာပေါ့ဝရန်နာပေါ်မှာတော့ကြောက်ဝူကြီးကဖလန်ဒါကိုလေ့ကျင့်ခန်းအသေးစိတ်တွေကိုအစီရင်ခံနေတဲ့ကျောင်းအုပ်ကြီးအခြေအနေကအဲ့ဒီအတိုင်းပါပဲတိုက်တန်မြောက်ဝင်ကြီးအပြင်ဘက်ပိုင်းမှာပေါ်လာတာကတိုက်ဆိုင်မှုပဲဖြစ်ရမယ်ဖလန်ဒါကမျက်မှောင်ကျုပ်လိုက်တယ်ဒါဆိုရှောင်းဝူကတိုက်တန်မြောက်ဝင်ကြီးလက်ထဲကနေဘလို့လွတ်မြောက်လာတာလဲရှောင်းဝူပြောပြချက်အရဆိုရင်နွားဟိန်းတန်တစ်ခုကတိုက်တန်မြောက်ဝင်ကြီးကို6လက်မောင်းထုတ်လိုက်တာတဲ့နွားဟိန်းတန်ဟုတ်လားဘလို့သားရဲရဲ့ဟိန်းတန်ကတောအုပ်ရဲ့ဘရင်တိုက်တန်မြောက်ဝင်ကြီးကိုနောက်ဆုတ်သွားအောင်6လက်နိုင်မှလဲငါတခါမှမကြားဘူးအဲ့ဒီနွားဟိန်းတန်ကကောင်းကင်ပြနွားနဂါစီကလာတာဖြစ်ရမယ်အတန်ကခန်းထဲကနေထွက်ပေါ်လာပြီးဖလန်ဒါကချက်ချင်းပြုံးလိုက်တယ်နားလေတဲ့သူရောက်လာပြီးပဲအနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးတည်ကြည်တဲ့မျက်နှာထားရှိတဲ့ရွှေရှောင်းကန်းကဝရန်ဒါဆစ်လျှောက်လာတယ်ကြောက်ဝူကြီးဒါကထန်ဆန်းရဲ့ဆရာပဲအားလုံးကသူ့ကိုမဟာဆရာကြီးလို့ခေါ်ကြတယ်ဖလန်ဒါကမိတ်ဆက်ပေးတယ်ဖလန်ဒါပြောပြတာကြားဖူးပါတယ်မဟာဆရာကြီးရဲ့နာမည်ကိုကြားရတာဂုဏ်ယူပါတယ်ကြောက်ဝူကြီးကလက်မြောက်ပြီးနှုတ်ဆက်လိုက်တယ်မလုံးမရှက်မင်းကြီးအားနာနေစရာမလိုပါဘူးရွှေရှောင်းကန်းကခေါင်းကိုအตาရညှိပြလိုက်တယ်အဲ့ဒီနောက်မှာတော့သူကလူနှစ်ယောက်ကိုကောင်းကင်ပြနွားနဂါနဲ့တိုက်တန်မြောက်ဝင်ကြီးတို့ရဲ့ပတ်သက်မှုကိုရှင်းပြလိုက်တယ်အဲ့ဒီနောက်မှာတော့သူကစကားလမ်းကြောင်းကိုပြောင်းလိုက်တယ်စောစောကမင်းတို့တခင်ကြီးတယောက်အကြောင်းပြောနေတာကြားလိုက်တယ်စလိုက်အကယ်ဒမီမှာဘွဲရတော့လို့တယောက်ကဆရာလုပ်နေတာလားငါရဲ့မှတ်ဉာဏ်ကိုပဲကြည့်တော့မင်းကိုပြောဖို့မေ့သွားတယ်ထန်ဆန်းကျောင်းဝင်တဲ့နေ့ကဘွဲရတော့လို့တယောက်ရောက်လာတယ်ဘွဲနာမည်ကဓာရိတ်တဲ့မင်းကြားဘူးလားဖလန်ဒါကသူ့နှဖူးကိုရိုက်ရင်ပြောလိုက်တယ်ဓာရိတ်ဟုတ်လားရွှေရှောင်းကန်းမျက်မှောင်ကျုပ်လိုက်တယ်ဒီဘွဲနာမည်ကိုတခါမှမကြားဘူးမဟာဆရာကြီးခမည်းမသိသေးလို့ပါဒီတစ်ခါလေ့ကျင့်ခန်းမှာတရိတ်တခင်ကြီးကထန်ဆန်းကိုအများကြီးကူညီပေးခဲ့တာကြောက်ဝူကြီးကလူသားမျက်နှာရှိတဲ့မိစ္ဆာပင်ကိုအကြောင်းနဲ့နဂါမင်းကြီးနဲ့မွေဖွားတို့ရဲ့အဖြစ်အပျက်ကိုအကုန်ပြန်ပြောပြလိုက်တယ်နဂါမင်းကြီးနဲ့မွေဖွားတို့လက်ထက်ကနေလူသားမျက်နှာရှိတဲ့မိစ္ဆာပင်ကိုကာကွယ်ပေးနိုင်ခဲ့တာကတော့တကယ်ပဲအများကြီးကူညီပေးခဲ့တာပဲရွှေရှောင်းကန်းကတက်ပြင်းတာချရင်မေးလိုက်တယ်ပြီးတော့မင်းတို့သူ့ရဲ့နာမည်ရင်းကိုတီလာသူ့နာမည်ကလင်းဖန်နဲ့လင်းဖန်ဟုတ်လားရွှေရှအောင်ကန်းရဲ့မျက်စိတငယ်အိမ်တွေကရုတ်တရက်ကျုံသွားတယ်သူပဲလို့ရောင်ရောင်မာမာရေရွတ်လိုက်မိတယ်ဖလန်ဒါနဲ့ကြောက်ဝူကြီးတို့တယောက်ကိုတယောက်ကြည့်လိုက်ကြတယ်ရွှေရှောင်းကန်းကဟိုဘက်လူကိုတိယုံတင်မကဘူးဒီနာမည်ကိုပါတော်တော်လေးကြောက်လန့်နေတာကိုသူတို့မြင်လိုက်ရတယ်ရှောင်းကန်းမင်းတကယ်ပဲဒီတိုက်ရိုက်တခင်ကြီးကိုတိတာလားဖလန်ဒါကဆက်ဆုတဲ့အကြီးနဲ့မေးလိုက်တယ်ရွှေရှောင်းကန်းကတိုက်ရိုက်ပြန်မဖြေဘူးတီကြီးရဲ့မျက်နှာထားနဲ့ပြန်မေးလိုက်တယ်သူကထန်ဆန်းနဲ့တနေ့တည်းမှာပဲဆက်လိုက်ကိုဝင်လာတာလို့မြင်ပြောခဲ့တယ်ဘလို့ပုံစံမျိုးနဲ့ဝင်လာတာလဲငါ့ကိုအသေးစိတ်ပြန်ပြောပြပါဦးအဲ့ဒီနေ့ကငါเจ้าမှမရှိဘူးเจ้าသားတစ်လက်ခံတဲ့ဆရာစီကကြားလာတော့သူကပုံမှန်အတိုင်းเจ้าဝင်ခွင့်လျှောက်ပြီးဝင်လာတဲ့အဲ့ဒီနေ့ကဘာကြောင့်မှမသိပဲထန်ဆန်းကိုလည်းတစ်ချက်ရိုက်လိုက်သေးတယ်ဖလန်ဒါကခါတက်တက်ပြုံးလိုက်တယ်ဒီတခင်ကြီးလုတ်ပုံကင်ပုံကတစ်ခါတလေကြာရင်တကယ်ပဲနားမလည်နိုင်အောင်ဖြစ်ရတယ်ပွဲရတော့လို့တယောက်ကเจ้าသားဖြစ်ဟန်ဆောင်ပြီးရောနော်ဝင်ရောက်လာတယ်ဆိုတော့ဘာကိုရည်ရွယ်တာလဲကြောက်ဝူကြီးကစိတ်ပြက်လက်ပြက်နဲ့ပြောလိုက်တယ်ဟုတ်ပါဗျာကျုပ်ဆိုရင်စတုထမြောက်အဆင့်ကိုစမ်းသက်တုံးကဘာအကြောင်းမှမရှိပဲအရိုက်ခံလိုက်ရသေးတယ်ပွဲရတော့လို့တယောက်ကចောင်းသားလာလို့မယ်လို့ဘသူကထင်မှလဲသူတို့နှစ်ယောက်ကတယောက်တလဲနဲ့မင်းရဲ့ဒီရက်ပိုင်းလှုပ်ဆောင်ချက်တွေကိုရွှေရှောင်းကန်းကိုပြောပြလိုက်တယ်ရှောင်းကန်းမင်းဘာလို့ဒီလောက်အသေးစိတ်မေးနေတာလဲသူကဝိညာဉ်နှန်းတော်ကလူများလားအော်စကာတို့တတိုက်ကိုလာပြီးစီးယုံနေတာလားဖလန်
ဒါကရုတ်တရက်စိုးရိမ်လာတဲ့အော်စကာရဲ့မွေးရပါဝိညာဉ်စွမ်းအားအပြည့်ရှိတဲ့အစားအသောက်ဝိညာဉ်ရဲ့မာဟုံကျွန်းရဲ့ပြောင်းလဲသွားတဲ့ဝိညာဉ်ရဲ့ကဒီကုန်းမြေတိုက်ကြီးရဲ့ထိတ်တန့်ပါရမီရှင်တွေပဲသူကဝိညာဉ်မျိုးတော်မှာနေခဲ့ဘူးပေမဲ့ဝိညာဉ်နန်းတော်ကလူတော့မဟုတ်ဘူးလွန်ခဲ့တဲ့နှစ်ပေါင်း20ကငါသူ့ကိုဝိညာဉ်မျိုးတော်မှာတွေ့ခဲ့ဘူးတဲ့သူဘလို့အစင်တန်းမျိုးနဲ့ဝိညာဉ်နန်းတော်ဌာနချုပ်မှာပညာသင်ကြားခဲ့တာလဲဆိုတာမင်းတီလာရွှေဆောင်ကန်းကလေးလံနဲ့လေးတန်းနဲ့ပြောလိုက်တယ်ဘလို့အစင်တန်းမျိုးလဲရှိဖြတ်ချောစရာဒါမှမဟုတ်ကောင်းကင်လှုပ်ဝက်ချက်လို့ခေါ်ကြတယ်ရွှေဆောင်ကန်းကဖြည်းဖြည်းချင်းပြောလိုက်တယ်ပို့ပြီးမထင်မှတ်ထားတာကတော့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာသူကတကယ်ပဲဖလန်နာကယူရှောင်ကန်ရဲ့မွေးရပါဝိညာဉ်စွမ်းအားဟာ60ပဲရှိတာတောင်မှအခုလိုအဆင့်မြင့်ဝိညာဉ်အရှင်သခင်အဆင့်ကိုရောက်သွားတာကိုကြည့်ပြီးအံ့ဩနေပါတယ်နှစ်40အတွင်းမှာဒီအဆင့်ကိုရောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့သူကယူဆထားတာပါစောက်ဝူကြီးကလည်းဒါကလိန်ညာနေတာမဟုတ်လားလို့မေးတဲ့အခါဖလန်နာကလည်းအစမှာတော့အဲ့ဒီလိုထင်ခဲ့ပေမဲ့နောက်ပိုင်းမှာသူပြောတဲ့ဟောကိန်းတွေတစ်ခုပြီးတစ်ခုမှန်လာတာကြောင့်ဒီလူဟာဘလောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာသိလာရတယ်လို့ပြန်ပြောပါတယ်ဝိညာဉ်နန်းတော်နဲ့ပတ်သက်ပြသူပြောခဲ့တဲ့ဟောကိန်းတွေအားလုံးကလည်းနောက်ပိုင်းမှာမှန်ကန်ခဲ့ပါတယ်ယူရှောင်ကန်ကတပ်ပြင်းချရင်ဝိညာဉ်ကျမ်းတိုက်ထဲမှာပြောခဲ့တဲ့စကားတွေကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူးအဲ့ဒီတုန်းကသူတို့နှစ်ယောက်တူရှိရင်ကြေကွဲစရာတွေဖြစ်လာမယ်လို့သတိပေးခဲ့ပေမဲ့သူကတော့ကြောက်ရွံ့ပြီးထွက်ပြေးခဲ့တယ်လို့သူမကိုတယောက်တည်းရင်ဆိုင်စေခဲ့ပါတယ်နောက်ပြီးသူမနဲ့ဂုံချက်ချင်းဆင်တူတဲ့ချစ်သူအစ်စ်တယောက်ကိုရှာခဲ့ပြီးတစ်သက်လုံးလူတွေရဲ့ကဲရတဲ့အကြည့်တွေအောက်မှာနေထိုင်ခဲ့ရပါတယ်စောက်ဝူကြီးကဒါတွေကတကယ်ပဲလားလို့မတင်ကဖြစ်နေပြီးယူရှောင်ကန်ကနောက်ထပ်ဘာတွေဟောကိန်းထုတ်ခဲ့သေးလဲလို့ဖလန်နာကိုမေးပါတယ်ဖလန်နာကတော့ယူရှောင်ကန်ရဲ့စိတ်ထဲကနာကျင်မှုတွေကိုပြန်မပြောချင်တော့ပါဘူးသူတို့တွေရွှေတွီးကန်အဖွဲ့ကိုဖွဲ့ခဲ့တဲ့အချိန်တုန်းကလည်းသူကတခွန်းကြိုပြောခဲ့ဘူးပါတယ်နောက်ပိုင်းမှာသူကထိတ်တန်းကိုင်း3ကိုင်းစီကိုတွားရောက်ခဲ့ပြီးပျောက်ကွယ်သွားခဲ့ရကနေအခုမှဒီမှာပြန်ပေါ်လာတာပါယူရှောင်ကန်ကစဉ်းစားကြည့်ရင်းနဲ့အခုသူဆက်လက်ကြောင်းကိုလာတာဟာတခုခုကိုရည်ရွယ်ချက်ရှိလာတာပဲဖြစ်ရမယ်လို့ကောက်ချက်ချလိုက်ပါတယ်သူနဲ့ထန်ဆန်းကကြောင်းကိုတရက်တည်းဝင်ခဲ့တာဖြစ်တယ်လို့သူ့ရဲ့အတွေ့အကြုံအရထန်ဆန်းမှာဝိညာဉ်နှမျိုးရှိနေတာကိုသိနေမှသိချပါတယ်ဒါကြောင့်ထန်ဆန်းရဲ့အနာဂတ်အလားအလာကိုကြည့်ပြီးကြိုတင်ပြီးတော့ရင်းနှီးအောင်လုပ်ဖို့စူးစမ်းနေတာဖြစ်နိုင်ပါတယ်တကယ်လို့ဒါယူရှောင်ကန်ရဲ့အတွေ့ကိုသိရင်တော့လင်းဖန်ကရေမောမိမှာပါသူကရင်းနှီးအောင်လုပ်ဖို့လာတာမဟုတ်ပဲထန်ဆန်းရဲ့အခွင့်အရေးတွေကိုလူယူဖို့လာတာပါဆောက်ဝူကြီးကတော့ငါတို့ရဲ့ဆင်းရဲတဲ့ကြောင်းမှာအစင်းမြင့်ဝိညာဉ်ရှင်သခင်တယောက်မတ်မောစရာပါရှိမှလဲလို့တွေးမရဖြစ်နေပါတယ်ဖလန်ဒါကတော့ငါတို့ကျောင်းမှာပါရမီရှင်တွေအများကြီးရှိတာပဲလို့ပြန်ပြောရင်းနဲ့ယူရှောင်ကန်ကမာဟုံကျွန်းနဲ့အော်စကာကိုတပည့်အဖြစ်တိမ့်သွင်းကျင်နေတာလားလို့တန်တရားဝင်လာပါတယ်လင်းဖန်ဆိုတဲ့လူကတော့တကယ်ကိုလှုပ်ဝက်လုံးပါတယ်ဝိညာဉ်နန်းတော်ကတော့အတင်းအကျပ်မမင်းမြန်းနိုင်တဲ့လူမျိုးဖြစ်တာကြောင့်သူတို့သွားမေးလဲအမှန်တိုင်းဖြစ်မှာမဟုတ်ပါဘူးတော့အုပ်ထဲကပြန်လာရတာတော့ကြနေပြီဖြစ်တာကြောင့်အခုတော့အနားယူဖို့ပဲဆုံးဖြတ်လိုက်ကြပါတယ်ယူရှောင်ကန်ကသူ့အခန်းထဲမှာနေရင်လင်းဖန်ဟာဆက်လက်ကြောင်းကိုဘာအတွက်လာတာလဲဆိုတာတွေးတောနေပါတယ်နောက်တနေ့မနက်မှာလင်းဖန်နိုးလာတဲ့အခါစနစ်ကတာဝန်တစ်ခုပေးလိုက်ပါတယ်အဲ့ဒါကတော့ယူရှောင်ကန်ကကျောင်းသားတွေကိုလေ့ကျင့်ပေးတော့မှာဖြစ်တာကြောင့်သူ့ရဲ့အသိပညာအမှားတွေကိုလူပုံအလယ်မှာဖော်ထုတ်ဖို့ပါတီတာဝန်ကိုအောင်မြင်ရင်ဝိညာဉ်အဆင့်3ဆင့်တိုးမှာဖြစ်တယ်လို့ဝိညာဉ်ကွင်းရဲ့တက်တန်းကိုလည်း900တိုးပေးမှာဖြစ်ပါတယ်ဒါအပြင်အစိတ်မတိုးတဲ့ခန္ဓာကိုယ်ကိုလည်းရရှိမှာပါလင်းဖန်ကဒီတာဝန်ကိုလက်ခံလိုက်ပြီးကွင်းပြင်ကိုထွက်လာတဲ့အခါထန်ဆန်းတို့9ယောက်ကစောင့်နေကြပါတယ်ဖလန်ဒါနဲ့ယူရှောင်ကန်ရောက်လာတဲ့အခါယူရှောင်ကန်ကလင်းဖန်ကိုကြည့်ပြီးနှစ်တွေအများကြီးကြာသွားပေမဲ့အခုထိငယ်ရွယ်နေသေးတာကိုအံ့ဩနေပါတယ်ယူရှောင်ကန်ကထန်ဆန်းကိုကြည့်ပြီးအဆင့်30ကိုရောက်သွားတာကိုတွေ့တော့ဝမ်းသာသွားပါတယ်ဖလန်ဒါကကျောင်းသားတွေကိုယူရှောင်ကန်နဲ့မိတ်ဆက်ပေးပြီးနောက်ပိုင်းလေ့ကျင့်ခန်းတွေကိုသူကပဲတာဝန်ယူတင်ကြားပေးမယ်လို့ပြောပါတယ်ယူရှောင်ကန်ကမနက်6နာရီမှာအားလုံးမနက်စာစားပြီးတာနဲ့လေ့ကျင့်ခန်းဆက်ရမယ်လို့အမိန့်ပေးပါတယ်နောက်ကျတဲ့သူကတော့မနက်စာလည်းစားရမှာမဟုတ်တယ်လို့လေ့ကျင့်ခန်းမှာလည်းပါဝင်ခွင့်ရမှာမဟုတ်ပါဘူးအော်စကာနဲ့မာဟုံကျွန်းတို့ကတော့မနက်စောစောထရမှာကိုညှဉ်းညူနေကြပါတယ်လင်းဖန်ကတော့ယူရှအောင်ကန်ရဲ့လေ့ကျင့်ခန်းတွေဟာဝင်တော့ဝင်ပိုးတွေတည်ပြီးပြေးခိုင်းတာမျိုးနဲ့စိတ်သက်ပိုင်းဆိုင်ရာကိုမြင့်တင်ပေးတဲ့လေ့ကျင့်ခန်းတွေဖြစ်မှန်းသိနေပါတယ်ဒါပေမဲ့သူကတော့ဒီလေ့ကျင့်ခန်းတွေရဲ့အားနည်းချက်ကိုထောက်ပြဖို့အဆင်သင့်ဖြစ်နေပါပြီရင်းကလည်းတူးချင်းစီရဲ့အားသာချက်နဲ့အားနည်းချက်တွေပေါ်မူတည်ပြီးအစီအစဉ်တွေကိုညှိနှိုင်းပေးမှာပါဒါဟာတော်တော်လေးကိုစိတ်နစ်ထားတာပဲရှောင်ကန်မင်းကမပြောင်းလဲသေးဘူးပဲကိုပဲအားကိုးရတာကိုကြိုက်တုံးမဲမင်းကလူတိုင်းရဲ့ဝိညာဉ်တိုင်းအားနည်းချက်တွေကိုရည်ရွယ်ပြီးလေ့ကျင့်ပေးဖို့စီစဉ်နေတာမဟုတ်လားပြီးတော့မနက်ခင်းမှာအလေးပင်တွေတည်ပြီးအပြေးလေ့ကျင့်တာနဲ့သူတို့ကိုတသားတည်းဖြစ်အောင်လုပ်မှာလားတကယ်တော့သူတို့ကိုခန္ဓာကိုယ်ကြံ့ခိုင်မှုလေ့ကျင့်ပေးခြင်းရင်မင်းရဲ့မာနကိုခစ်တချထားပြီးကြောက်ဝူကြီးကိုအကူအညီတောင်းကြည့်ပါလားတာဝန်ပြမြောက်ဖို့အတွက်မင်းကထွက်လာပြီးရွှေရှောင်ကန်းကိုတဲမှတ်ပေးနေတာလားငါလားကြောက်ဝူကြီးကကြောင်းတောင်နဲ့ငါကဘာလုပ်ပေးနိုင်မှာမို့လို့လဲလင်းဖန်မတွေ့ရတာနှစ်ပေါင်း20ကျော်ပြီးမင်းကဖုံးဟောက်တိုင်းပညာရှင်ဖြစ်နေလိမ့်မယ်လို့မထင်ထားမိဘူးကိုယ့်ရဲ့ဘွဲ့အမိကိုတောင်ရထားသေးတယ်ရွှေရှောင်ကန်းရဲ့မျက်နှာကအနှိမ့်ခတ်သွားတယ်ထန်ဆန်းနဲ့ရှောင်ဝူကတော့တိတ်တဆိတ်အံ့ဩသွားကြတယ်သူတို့ကအတိတွေဖြစ်နေတာလားရှောင်ကန်းဒီနှစ်တွေအတွင်းမင်းလောင်ခံခဲ့ရတာနီးမှာမဟုတ်ဘူးအဓိကရှင်ပြိုင်မှု theory 10ခုကိုမထုတ်ပြန်ဖို့မင်းကိုငါစောစောကလေးကပြောသားပဲထားလိုက်ပါတော့မင်းသာနားထောင်ခဲ့ရင်အခုလိုအခြေအနေမျိုးရောက်မှာမဟုတ်ဘူးမင်းရဲ့အတန်ကတက်ပြင်းချတန်ပါနေတဲ့ထန်ဆန်းကယူရှောင်ကန်းကိုအခုလိုအဖြစ်တင်တာကိုမခံမရနိုင်ဖြစ်ပြီးမကြေမနက်ပြောလိုက်တယ်ဒါနဲ့ဖေကအရှင်မင်းကြီးအရင်ကကျွန်တော်ကိုအများကြီးကူညီပေးခဲ့တာမှန်ပေမဲ့ဆရာရဲ့ခွန်အားကအရှင်မင်းကြီးလောက်မရှိတာဖြစ်နိုင်ပါတယ်ဒါပေမဲ့ဆရာရဲ့အသိပညာကနှဆိုင်ပြီးလေ့ကျင့်မှုရလဒ်တွေကလည်းတိတာထင်ရှားပါတယ်သူကလေးစားထိုက်တဲ့ဆရာတယောက်ပါကျွန်တော်အသက်12နှစ်မှာဝိညာဉ်ရှင်ဆင့်ကိုရောက်နိုင်ခဲ့တာဆရာရဲ့လမ်းညွှန်မှုကြောင့်ပါမင်းကလှည့်ပြီးထန်ဆန်းကိုကြည့်လိုက်တယ်မင်းရဲ့မွေးရပါဝိညာဉ်စွမ်းအားကဝိညာဉ်တိုင်းနဲ့တိုက်ရိုက်အချိုးကျတယ်လို့သူမင်းကိုပြောဘူးလားအပြာရောင်ငွေမျက်လိုမျိုးအမိုက်တိုင်းပညာကတကယ်ပဲမွေးရပါဝိညာဉ်စွမ်းအားအပြည့်ရှိနိုင်တဲ့ပါရမီရှိနိုင်တယ်လို့မင်းထင်လားအပြာရောင်ငွေမျက်ကအမိုက်တိုင်းပညာဆိုတာကိုဝန်မခံလို့မရဘူးဒါမှမဟုတ်ရွှေရှောင်ကန်းကမင်းကိုထိန်းချုပ်မှုစနစ်ဝိညာဉ်တိုင်းပညာရှင်လောက်ခိုင်းလို့မင်းရဲ့အပြာရောင်ငွေမျက်ကတခြားသူတွေနဲ့မတူတာလားထန်ဆန်းမျက်မှောင်ကျုပ်သွားတဲ့ရွှေရှောင်ကန်းလဲလိုက်ပြီးမျက်မှောင်ကျုပ်လိုက်တယ်ထန်ဆန်းကတွေးဝေစွာနဲ့ဒါကအဲ့လိုမဟုတ်ဘူးလားလို့မေးလိုက်တယ်ဒါကမင်းရဲ့မျိုးရိုးနောက်ခံနဲ့ပတ်သက်နေတယ်မင်းအဖေကမပြောပြရင်လည်းငါအများကြီးမပြောတော့ဘူးဘလို့ပဲဖြစ်ဖြစ်မင်းရဲ့ဝိညာဉ်တိုင်းကိုအပြာရောင်ငွေမျက်လိုပဲသဘောမထားပါနဲ့အပြာရောင်ငွေမျက်နဲ့သူ့ကိုနိုင်ရှင်ရင်ကောင်းကင်နဲ့မြေကြီးလိုကွာခြားတယ်ထန်ဟောက်တကားလာခောက်မှဆိုလို့အများကြီးမပြောတော့တာပိုကောင်းမယ်ကဲရှောင်ဆန်းထက်မမေးနဲ့တော့လင်းဖန်ရဲ့စွမ်းဆောင်ရည်ကတော်တော်လေးထူးခြားတယ်ရွ
ဤရှောင်းကန်းကထပ်မမေးချင်နေတဲ့ထန်ဆန်းကိုစကားဖြတ်လိုက်ပြီးမင်းကိုမေးလိုက်တယ်မင်းမှာအတွေ့အကြုံဘ ഹു တုတများတယ်ရှောင်းဆန်းကတကယ်ပဲအပြာရောင်ငွေမြက်မဟုတ်ဘူးလားမင်းကဖြည်းဖြည်းချင်းပြောလိုက်တယ်အပြာရောင်ငွေမြက်ကထန်ဆန်းရဲ့ဝိညာဉ်တိုင်းဖြစ်နိုင်ပေမဲ့သူ့ရဲ့ဝိညာဉ်တိုင်းကအပြာရောင်ငွေမြက်မဟုတ်ဘူးအခြေအနေကဖြစ်ပြီးနေပြီဆိုတော့ထိန်းချုပ်မှုစနစ်လမ်းကြောင်းအတိုင်းပဲဆက်ပြီးလေ့ကျင့်ရုံပဲရှိတော့တယ်ဘလို့ပဲဖြစ်ဖြစ်သူ့ရဲ့ဝိညာဉ်တိုင်းကအရာအလုံးကိုလက်ခံနိုင်စွမ်းရှိပြီးပေါင်းစပ်နိုင်စွမ်းအရန်ကောင်းတယ်ထန်ဆန်းကကျွန်တော်အရှင်မင်းကြီးပြောတာကိုနားမလည်ဘူးလို့ပြောလိုက်တယ်တိုက်မှုပိုင်းကလည်းတိုးတိုးလေးမေးတယ်ငါလည်းနားမလည်ဘူးထန်ဆန်းကအကူညီမဲ့စွာကောင်းရမ်းလိုက်တယ်ရွှေရှောင်းကန်းရဲ့မျက်နှာကလည်းပြတ်သွားတယ်အပြာရောင်ငွေမြက်နဲ့တပုံစံတည်းတူတဲ့အပင်မျိုးနွယ်ဝိညာဉ်တိုင်းကဘာရှိနိုင်မလဲဆိုတာသူတကယ်စဉ်းစားလို့မရဘူးဖလန်တွေကရွှေရှောင်းကန်းစတပြက်မရတာကိုတွေ့တော့မင်းကိုမေးလိုက်တယ်ဒါနဲ့ဖေကအရှင်မင်းကြီးအရှင်ကဖုံးဟောက်တိုင်းပညာရှင်တယောက်ပါဒီကလေးတွေကိုဘယ်လိုလေ့ကျင့်ပေးတင်လဲဆိုတာအရှင်ဘလို့မြင်ပါတယ်လဲငါကအကြံတစ်ခုပဲပေးချင်ပါတယ်သူတို့ကကြီးထွားနေတဲ့အရွယ်တွေမို့လို့ခန္ဓာကိုယ်လေ့ကျင့်ခန်းလုပ်တာကမှန်ပါတယ်ဒါပေမဲ့ဒီအသက်အရွယ်ကဝိညာဉ်စွမ်းအားလေ့ကျင့်ဖို့ရွှေအောင်ချိန်ခါပဲဝိညာဉ်စွမ်းအားကိုအသုံးမပြုပဲအလေးပင်တွေနဲ့ပြေးနေုံနဲ့ဝိညာဉ်စွမ်းအားကိုမတိုးတက်စေနိုင်ဘူးဝိညာဉ်စွမ်းအားတိုးတက်မှုဆိုတာအနှစ်သာရအဖြစ်အသုံးချလိုက်ပြန်ပြေးလိုက်နဲ့တန်တရားလဲနေတဲ့ဖြစ်စဉ်တစ်ခုပဲဒါမှသာမြင်မြန်တိုးတက်မှာသူတို့အတွက်တကယ်ကောင်းစေခြင်းရင်တမဟာတိုက်လုံးဆိုင်ရာထူးချွန်ဆုံးလူငယ်ပြိုင်ပွဲမှာရလက်ကောင်းတွေရချင်ရင်ဒီနေရာကနေစောစောထွက်ခွာပြီးလူအားလုံးရဲ့လမ်ဘာအကယ်ဒမီကိုတွားတင်တယ်အဲ့ဒီမှာလေ့ကျင့်မှုပတ်ဝန်းကျင်ကပိုကောင်းတယ်နောက်ဆုံးတော့သူတို့ကိုပြီးပြည့်စုံတဲ့အဖွဲ့တစ်ခုဖြစ်အောင်တိစောက်ဖို့အတွက်ဝိညာဉ်စွမ်းအားအခြေခံကောင်းရှိဖို့လိုတယ်မဟုတ်ရင်အားလုံးကအလကားပဲမင်းတစ်ဆက်တည်းပြောလိုက်တာကိုဖလန်နယ်ကကြားတော့အံ့ဩသွားတယ်သူကမနေ့ကတင်ရှောင်းကန်းနဲ့အတီးပြူထားတဲ့အစီအစဉ်ကိုဒီနေ့မှမင်းကတိနေတာလားလို့စိတ်ထဲကနေထိတ်လန့်နေတယ်ရှောင်းကန်းပြောတယ်လို့ပဲဒါနဲ့ဖေကအရှင်မင်းကြီးရဲ့ကြောက်စရာအကောင်းဆုံးအရာကခွန်အားတင်မဟုတ်ပဲဒီလိုကြိုတင်သိမြင်နိုင်တဲ့စွမ်းရည်ပဲလူအားလုံးအကြောင်းပြောလိုက်တဲ့အခါရွှေရှောင်းကန်းနဲ့ဖလန်နယ်တို့ရဲ့တုံ့ပြန်မှုတွေကတယောက်တစ်မျိုးစီဖြစ်နေတယ်လင်းဖန်မင်းရဲ့နီလန်းကမှန်ကောင်းမှန်ပါလိမ့်မယ်ဒါပေမဲ့အားလုံးကိုငါဘယ်လိုမျက်နှာချင်းဆိုင်ရမလဲဆိုတာမသိသေးဘူးအစောကတည်းကမင်းပြောတာကိုငါနားထောင်ခဲ့တင်တာရွှေရှောင်းကန်းကစိတ်ပြက်လက်ပြက်နဲ့ပြောလိုက်တယ်မင်းစိတ်ထဲမှာအံ့ဩသွားတယ်ရွှေရှောင်းကန်းကအမြဲတမ်းကိုအထင်ကြီးတက်ပြီးမာနာကြီးတဲ့သူပါအခုငါပြောတာကိုသူကပြန်မပြောဘဲနဲ့သဘောထားကလည်းထူးထူးခြားခြားနူးညံ့နေတယ်တစ်ဖက်လူကမင်းကိုမှတ်မိသွားပြီးတဲ့နောက်ဒီနှစ်တွေအတွင်းသူဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေကိုပြန်တွေးပြီးနောင်နာတွေရနေတာကိုမင်းမထင်မှတ်ထားခဲ့ဘူးကြံရင်မင်းကြီးကျွန်တော်တို့အားလုံးကိုဘယ်လိုမျက်နှာချင်းဆိုင်ရမလဲဆိုတာတကယ်မသိသေးဘူးဖလန်ဒါကယူရှောင်းကန်ကိုကြည့်ပြီးမင်းကိုအကူအညီတောင်းလိုက်တဲ့ဒါကြောင့်သူတို့ရဲ့လေ့ကျင့်ရေးလမ်းကြောင်းကိုနည်းနည်းလောက်လမ်းညွှန်ပေးပါဦးတကယ်တော့ဒါကအရန်ရိုးရှင်းပါတယ်ခန္ဓာကိုယ်ကြန့်ခိုင်စေခြင်းရင်မနှက်စာစားပြီးတာနဲ့တနားရီလောက်တွေးပူလေ့ကျင့်ခန်းအရင်လုပ်ရမယ်ပြီးရင်ကြောက်ဝူကြီးကိုဆွဲငင်အားသုံးတဲ့ဝိညာဉ်စွမ်းရည်ကိုတုံးခိုင်းပြီးအဲ့ဒီဖိအားကိုသူတို့ခုခံနိုင်အောင်လေ့ကျင့်ပေးရမယ်ဝိညာဉ်စွမ်းအားနဲ့ခန္ဓာကိုယ်ခွန်အားတွေကုန်ခန်းသွားတဲ့အထိပေါ်နေ့လည်စာစားပြီးရင်2နာရီလောက်နာနေစေရမယ်ညနေပိုင်းမှာတော့အချင်းချင်းတွဲဖက်လှုပ်ဆောင်နိုင်စွမ်းရှိအောင်လေ့ကျင့်ပေးပြီးညဘက်မှာတော့ဝိညာဉ်စွမ်းအားရှင်ပြိုင်ကွင်းမှာအတင်းလိုက်ပွဲတွေတွားတိုက်ခိုင်းရမယ်လောလောဆယ်တော့ဒီလောက်ပဲလုပ်နိုင်အောင်မယ်ဘာလို့လဲဆိုတော့မင်းတို့စီမှာအရင်မြစ်တွေကကန့်သက်ချက်ရှိနေလို့ပဲမင်းကအေးအေးဆေးဆေးပဲပြောလိုက်တယ်မဟုတ်ဘူးလေကြံရင်မင်းကြီးအကူကြီးတာဆိုကျွန်တော်တို့အတွက်နားချိန်တောင်မရှိတော့ဘူးပေါ်မှာဟုန်ကျွန်းကညင်ညင်ညူညူနဲ့ပြောလိုက်တဲ့တိုင်းမှုပိုင်တို့လူစုကလည်းကြောက်လန့်တကြားနဲ့နောက်ကိုစုပ်သွားကြတဲ့မင်းကိုကြည့်နေတဲ့သူတို့မျက်လုံးတွေကမကောင်းဆိုးဝါးတကောင်ကိုကြည့်နေတယ်လို့ပဲဟဲဒီအကြံကမစိုးဘူးဒီကလေးတွေကိုလေ့ကျင့်ပေးဖို့ငါကအတော်ဆုံးပဲကြောက်ဝူကြီးကရေမောရင်းပြောလိုက်တယ်ဂုံယူပါလေအရှင်တာဝန်ပြီးမြောက်သွားပါပြီဆုလက်အနေနဲ့ဝိညာဉ်အဆင့်3ဆင့်တိုးမြင့်ပေးပြီးတတိယမြောက်ဝိညာဉ်ကွင်းကိုနှစ်ပေါင်း900အထိတိုးမြင့်ပေးလိုက်ပါတယ်ပြီးတော့အစိတ်မတိုးတဲ့ခန္ဓာကိုယ်ကိုလည်းရရှိမှာဖြစ်ပါတယ်တာဝန်ကအရန်လွယ်ကူလုံးနဲ့လို့မင်းထင်နေတာလားဒါပေမဲ့အစိတ်မတိုးတဲ့ခန္ဓာကိုယ်ကိုရလိုက်ပြီဆိုတော့ရေခဲနဲ့မီးရှံ6ထဲကိုသွားဖို့အဆင်ပြေသွားပြီးမင်းမှာမွေးရပါဝိညာဉ်စွမ်းအားတွေရှိပြီးဒုတိယဝိညာဉ်လက်နက်ဖြစ်တဲ့တက်ဖြတ်ခြင်းသားကိုပိုင်ဆိုင်ထားပေမဲ့အခုလောလောဆယ်တော့စိမ့်ပြရောင်သားကိုပဲသုံးလို့ရသေးတယ်ဒါကြောင့်အဲ့ဒီဓာတ်ရဲ့အည်သွေးကိုမြင့်တင်ဖို့အချိန်တန်ပြီးတက်ဖြတ်ခြင်းသားကစွမ်းအားပြင်းလွန်းလို့မင်းကမလိုအပ်ပဲမထုတ်သုံးခြင်းဘူးဒါပေမဲ့စိမ့်ပြရောင်သားရဲ့အည်သွေးကအလဲလက်အစစ်မှာပဲရှိနေသေးလို့တိုက်ခိုက်မှုတွေနဲ့ဝိညာဉ်စွမ်းရည်ထုတ်ဖော်မှုတွေမှာအဟံတားဖြစ်နိုင်တဲ့ဝိညာဉ်လက်နက်ဆိုတာဝိညာဉ်တခင်တယောက်ရဲ့အခြေခံပဲလေမင်းအရင်တုန်းကနေဝင်တော့အုပ်ထဲမှာရေခဲနဲ့မီးရှံ6ကိုရှာတွေ့ခဲ့ဘူးတဲ့အဲ့ဒီမှာရှိတဲ့ဆေးဖက်ဝင်ပင်တွေကရှာရိုက်ခဲចောင်းသား9ယောက်ကိုနတ်ဖျားအဆင့်ရောက်အောင်ကူညီပေးနိုင်တာမို့လို့မင်းလဲလိုချင်နေခဲ့တာပထမတစ်ခေါက်သွားတော့ကမင်းကအဆင့်46ဝိညာဉ်အရှင်ပဲရှိသေးတယ်2လလောက်ရှာဒါပြီးမှနေရာကိုတွေ့ခဲ့ပေမဲ့အဲ့ဒီနေရာကိုစောင့်ကြပ်နေတဲ့မွေစိမ့်တကားရဲ့အစိတ်ကိုရှော့တွက်မိသွားတဲ့အစိမ့်ငွေတွေကြောင့်မင်းရဲ့ဝိညာဉ်စွမ်းအားတွေကုန်ခန်းသွားပြီးစုတ်ခွာခဲ့ရတယ်9နှစ်ကြာပြီးနောက်မင်းဝိညာဉ်ဧကရစ်အဆင့်ရောက်တဲ့အခါတစ်ခေါက်ထပ်သွားခဲ့ပေမဲ့အဲ့ဒီနေရာကအဆင့်85ဒေါ်လူဒူကူပုံရဲ့လက်ထဲရောက်နေပြီးအဲ့ဒီအချိန်ကဒူကူပိုကအရန်ရက်ဆက်တက်တဲ့မင်းကသူ့စိတ်ကိုကုပေးနိုင်တယ်လို့ပြောရင်တော့သူကယုံမှမဟုတ်တယ်လို့မင်းကိုတက်ပစ်ဖို့တောင်စူးစမ်းမှပါမင်းကအသက်နဲ့ရင်းပြီးမစွန့်စားချင်တာကြောင့်အခွင့်အရေးကိုပဲစောင့်နေခဲ့ရတယ်အဲ့ဒီတုန်းကမင်းရဲ့အစီအစဉ်ကဒေါ်လူအဆင့်ရောက်သွားတဲ့အထိစောင့်ပြီးမှထန်ဆန်းရှာရိုက်ခဲချောင်းကိုရောက်လာတဲ့အခါသူ့ကိုဆရာလုပ်ပြီးဆေးပင်တပင်လောက်ရအောင်ယူဖို့ပဲဒါပေမဲ့မင်းအဆင့်62ကိုရောက်တဲ့အချိန်မှာပဲစနစ်ကပေါ်လာတဲ့စနစ်ရှိနေပြီဆိုမှတော့ထန်ဆန်းကိုအားကိုးနေစရာမလိုတော့ဘူးအခုတော့အစိတ်မတိုးတဲ့ခန္ဓာကိုယ်ကိုယထားပြီဆိုတော့ဆေးပင်တွေတွားယူဖို့အချိန်ကောင်းရောက်လာပြီးမင်းရဲ့စွမ်းအားကဒုကူပိုထက်တာနေပေမဲ့သူ့ရဲ့အစိတ်တွေကိုတော့မင်းကြောက်နေခဲ့တာအခုတော့မင်းမှာအစိတ်တွေကိုခုခံနိုင်တဲ့ခန္ဓာကိုယ်ရှိနေပြီဆိုတော့သူ့ကိုကြောက်နေစရာမလိုတော့ဘူးစနစ်ငါဘာတွေးနေလဲဆိုတာမင်းသိမှာပါတခြားတာဝန်တွေထပ်မပေးနဲ့ဦးအဲ့ဒီနေရာနဲ့ဆိုင်တဲ့တာဝန်ကိုပဲအရင်ပေးလိုက်ပါမင်းကစနစ်ကိုတီတီငင်ငင်နဲ့ပြောလိုက်တယ်မကြခင်မှာပဲတာဝန်အစ်စ်ထွက်လာတဲ့ထန်ဆန်းကမင်းပေါ်တန်တရားတွေရှိနေတဲ့သူဆေးပင်တွေရသွားရင်မင်းကိုခွဲပေးမှာမဟုတ်ဘူးဒါကြောင့်အရှင်ကအဲ့ဒီနေရာကိုထန်ဆန်းထက်အရင်ဦးအောင်သွားရမယ်တတိပေးချက်အနေနဲ့အဲ့ဒီနေရာမှာအလွန်အင်အားကြီးတဲ့သူတယောက်ရှိနေပါတယ်မင်းဒီတာဝန်ကိုညှင်းပယ်မလားဆုလက်ကတော့ဝိညာဉ်အဆင့်3ဆင့်စတုထမြောက်ဝိညာဉ်ကွင်းအတွက်လိုအပ်တဲ့နှစ်ပေါင်း1000တက်တန်းရှိတဲ့ဝိညာဉ်ကွင်းနဲ့ယတနာကျန်းစာအုပ်တအုပ်တို့ဖြစ်ပါတယ်မင်းအံ့ဩသွားတဲ့စနစ်ကတကယ်ပဲငါစိတ်ကိုတိနေတာလားငါလိုချင်နေတဲ့တာဝန်ကိုတကယ်ပဲပေးလိုက်တာပဲ
စနစ်ကအရှင်မင်းကတော့ထုံးစံအတိုင်းလုံးဝမလုပ်ဘူးပဲဆေးစွမ်းကောင်းရပြီးတာနဲ့ကောင်းကင်ဘုံကတကိုးကြီးနီးပြူဟာတွေရဖို့အတွက်မစ်ရှင်ကိုဓာတ်ရိုက်ပေးရမှာလေလို့ပြောလိုက်ပါတယ်အရှင်ကအခုထိတော့ဝိညာဉ်တခင်အဆင့်ပဲရှိသေးတာမို့လို့စိတ်ကူးမရင်ပါနဲ့ဦးလို့လဲဆိုပါတယ်မင်းမျက်နှာပြတ်သွားပြီးပြန်ရင်းမလို့လှုပ်တုံးမှာပဲစနစ်ကအတန်တိတ်သွားတာမို့လို့ပစ္စည်းတွေတိမ့်ပြီးထွက်ခွာဖို့ပဲပြင်လိုက်ရပါတော့တယ်ထန်ဆန်းစီမှာတော့လောလောဆယ်ယူစရာဘာမှမရှိတော့ပါဘူးအရေးကြီးဆုံးဖြစ်တဲ့ပင့်ကူခြေထောက်ရှက်တချောင်းဝိညာဉ်ယိုးကလည်းလက်ထဲရောက်နေပါပြီရှောင်းဝူမှာလည်းထန်ဟောက်ကစောက်ရှောက်နေတာမို့လို့ဘာမှလုပ်လို့မရပါဘူးဒါကြောင့်ရှာရိုက်အကယ်ဒမီမှာဆက်နေဖို့မလိုတော့ပါဘူးမင်းပစ္စည်းသိမ့်နေတော့မှပဲကျူးကျူးချင်းရောက်လာပါတယ်။ကွင်းပြင်ထဲမှာမင်းပြောခဲ့တဲ့စကားတွေကိုကြားပြီးတဲ့နောက်သူမကမင်းကိုဆရာတင်ကျင်တဲ့စိတ်ကပိုပြင်းထန်လာပါတယ်။မင်းရဲ့လမ်းညွှန်မှုအောက်မှာသူမပိုပြီးတိုးတက်လာမယ်လို့ယုံကြည်နေတာပါအားလုံးလူစုကွဲသွားတဲ့အခါမှာတော့သူမကမင်းရဲ့တစ်သားအိမ်လေးစီတန်းတန်းမတ်မတ်လာခဲ့ပါတယ်။မင်းတကားဖွင့်ပေးပြီးကျူးကျူးချင်းကြောင်းသူဘာကိစ္စရှိလို့လဲလို့အေးအေးဆေးဆေးမေးလိုက်ပါတယ်။သူမကစီနီယာလင်းဖန်လွန်ခဲ့တဲ့ရက်ပိုင်းကကျမကိုပြောခဲ့တဲ့စကားတွေကိုကျမတေချာစဉ်းစားပြီးပါပြီစီနီယာရဲ့မေးခွန်းကိုဘယ်လိုဖြေရမလဲဆိုတာကျမအခုသိပါပြီလို့မျက်လုံးတွေကခိုင်မာတဲ့အရေးအယောင်တွေနဲ့ပြောလိုက်ပါတယ်မင်းကတော့ကြောင်သွားပြီးလွန်ခဲ့တဲ့ရက်ပိုင်းကဘာတွေပြောခဲ့လဲဆိုတာကိုတော်တော်နဲ့မမှတ်မိပါဘူးခဏလောက်ပြန်စဉ်းစားကြည့်မှပဲသတိရလာပါတယ်ငါအမြင်မှာတော့ငရဲကြောင်ဝိညာဉ်ကအရှိန်မြန်ပြီးပုံကွယ်နိုင်စွမ်းကောင်းတဲ့တိုက်ခိုက်နိုင်စွမ်းကလည်းတခြားသောသားရဲ့ဝိညာဉ်တွေထဲမှာအတော်ဆုံးပဲဝိညာဉ်တခင်တယောက်ရဲ့ပန်းနိုင်ကတခုတည်းပဲအဲ့ဒါကတော့အမြန်ဆုံးအရှိန်နဲ့ပြိုင်ဘက်ကိုအနိုင်ယူဖို့ပဲလို့မင်းပြောလိုက်ပါတယ်ကျူးကျူးချင်းကမြန်မြန်ဆန်ဆန်ပဲပြောပြီးတော့မင်းကိုကြည့်နေတဲ့သူမရဲ့ပုံစံကတိတိတတ်တာကိုစိတ်လှုပ်ရှားနေတာပါဒီရက်ပိုင်းပတ်လုံးကမေးခွန်းကိုဘယ်လိုဖြေရမလဲဆိုတာပဲစဉ်းစားနေတာလားလို့မင်းနဲ့ငယ်အံ့ဩစွာမေးလိုက်ပါတဲဟုတ်ပါတယ်စီနီယာကျမရဲ့အဖြေကိုစီနီယာသဘောကျရဲ့လားလို့ကျူးကျူးချင်းကခေါင်းငိမ့်ပြီးပြန်မေးပါတယ်မင်းရဲ့တာမန်စကားတစ်ခုကိုသူမကဒီလောက်ထိအချိန်ကြာကြီးစဉ်းစားပြီးအလေးနဲ့ဖြေလိုက်မယ်လို့မထင်ထားမိပါဘူးအေးဆက်တဲ့ပုံစံကသူမရဲ့ကာကွယ်မှုအရေးကုန်တက်ပါပဲအတွင်းစိတ်ကတော့ရိုးသားပြီးခေါင်းမာလွန်သူပါငရဲကြောင်ဝိညာဉ်ကျူးမိသားစုနဲ့ကြေတာယာအင်ပါယာကတိုက်မိသားစုရဲ့စီးမြင်းတွေကိုငါအနှဲငယ်သိပါတယ်မင်းနဲ့တိုက်မှုပိုင်တီကိုရောက်လာတာကလည်းအဲ့ဒီစီးမြင်းတွေကြောင့်ဖြစ်မှာပါလို့မင်းကအေးအေးဆေးဆေးပြောလိုက်ပါတယ်ဟုတ်ပါတယ်စီနီယာကိုဖုံးကွယ်ထားလို့မရပါဘူးကျမတမချင်းနဲ့မသေးချင်ဘူးလို့ကျူးကျူးချင်းကသူမရဲ့စိတ်ထဲကဆန္ဒကိုပြောပြပါတယ်ကောင်းပြီကံကြမ္မာကိုအရှုံးမပေးတဲ့သူတွေကိုငါသဘောကျတယ်ငါမင်းကိုအခွင့်အရေးတစ်ခုပေးမယ်အခုမင်းကအဆင့်28မှာရှိနေတာမင်းကိုဝိညာဉ်ကြီးကအဆင့်ကိုချက်ချင်းရောက်သွားစေမဲ့ဝိညာဉ်ပတိစေ3စေငါပေးမယ်နောက်တစ်နှစ်နေလို့ကောင်းကင်ဘုံအင်ပါယာမှာမင်းကိုငါပြန်တွေ့တဲ့အခါမင်းရဲ့ဝိညာဉ်စွမ်းအားကအဆင့်35အထိရောက်နေမယ်ဆိုရင်မင်းကိုငါတပည့်အဖြစ်လက်ခံမယ်လို့မင်းကတည်တည်ငြိမ်ငြိမ်ပြောလိုက်ပါတယ်မင်းကစနစ်ထဲကနေမိခိုးရောင်ဝိညာဉ်ပတိစေ3စေကိုထုတ်ပေးလိုက်ပါတယ်ဒါတွေကအစပြုသူတွေအတွက်ဆုလက်ဆောင်တွေဖြစ်ပြီးတစ်စေကိုဝိညာဉ်စွမ်းအားတစ်ဆင့်မြင့်တက်စေတာပါဝိညာဉ်ပတိစေလားလို့ကျူးကျူးချင်းကနားမလည်တယ်လို့မေးပါတယ်ဝိညာဉ်သခင်လောကမှာဒီလိုမျိုးရှိတယ်လို့သူမှမကြားဘူးပါဘူးမင်းကပတိစေ3စေကိုကမ်းပေးလိုက်ပြီးဝိညာဉ်အကြီးအကဲအဆင့်ကိုရောက်အောင်လုပ်ပြီးတစ်နှစ်အတွင်းအဆင့်35ထိရောက်ရမယ်လို့ဆိုလိုက်ပါတယ်ကျူးကျူးချင်းကတော့အံ့ဩသွားပြီးခက်ခဲတဲ့ပုံစံနဲ့ကိုယုံကြည်မှုမရှိသလိုဖြစ်သွားပါတယ်။တစ်နှစ်အတွင်း၄ဆင့်တက်ဖို့ဆိုတာသူမအတွက်တကယ်ကိုခက်ခဲပေမဲ့မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ဘာလဲခက်ခဲလို့လားမလုပ်နိုင်ရင်လက်လျှော့လို့ရတယ်ငါအတင်းကျပ်မခိုင်းပါဘူးလို့မင်းပြောလိုက်ပါတယ်။မင်းကတမင်တကာခက်ခဲအောင်လုပ်နေတာမဟုတ်ပါဘူး။တေချာစူးစမ်းမယ်ဆိုရင်တစ်နှစ်အတွင်း၄ဆင့်တက်ဖို့ဆိုတာဖြစ်နိုင်ပါတယ်။အရင်တုန်းကမင်းဝိညာဉ်အကြီးအကဲကနေဝိညာဉ်ဘရင်အဆင့်ရောက်ဖို့၃နှစ်ပဲကြာခဲ့တာပါ။ပြန်တစ်နှစ်ကို၃ဆင့်တက်ခဲ့တာပေါ့။အဲ့ဒီတုန်းကမင်းရဲ့မွေးရပါဝိညာဉ်စွမ်းအားကအဆင့်6ပဲရှိတာပါ။ကျူးကျူးချင်းကတော့အဆင့်9ရှိတာလေကျူးကျူးချင်းကခေါင်းငုံပြီးလက်သီးကိုတင်းဆုပ်ကနှက်ခမ်းကိုဖိကိုက်ထားပါတယ်။ဒါလေးတောင်မလုပ်နိုင်ရင်မိသားစုဝင်တွေကိုကိုဘလို့တက်သေးပြမလဲသူမရဲ့အမကိုဘလို့အနိုင်ယူပြီးကိုကံကြမ္မာကိုဘလို့စိတ်ကြိုက်ဖန်တီးမလဲသူမတုတ်ဆိုင်နေတာကိုမြင်တော့မင်းရဲ့လေတံကအေးဆက်သွားပြီးတကယ်လို့ခက်ခဲတယ်ထင်ရင်အခုပဲထွက်သွားလို့ရတယ်နောက်ကြရင်တော့မိသားစုရဲ့အတုံးမကျတဲ့သူအဖြစ်အပယ်ခံရတာဒါမှမဟုတ်အသက်ခံရတာဒါမှမဟုတ်ကလေးမွေးပေးရတဲ့ဆက်ရုပ်တရုပ်ပဲဖြစ်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်ဒီစကားတွေကကျူးကျူးချင်းရဲ့စိတ်ကိုထိမှန်သွားစေပြီးသူမရဲ့မျက်လုံးတွေကချက်ချင်းခိုင်မာသွားပါတယ်ကျမလုံနိုင်ပါတယ်စီနီယာရဲ့တောင်းဆိုချက်ကိုမဖြစ်အောင်လုပ်ပါမယ်လို့သူမကတိပေးလိုက်ပါတယ်ဒီဝိညာဉ်ပတိစေတွေကိုယူထားပြီးတစ်စိချင်းစီစုပ်ယူလိုက်ပါ3စိလုံးဆိုရင်မင်းအဆင့်30အထိရောက်ဖို့လုံလောက်ပါတယ်စိတ်ချပါဘာဘေးထွက်ဆိုးကျိုးမှမရှိပါဘူးနောက်တစ်နှစ်ကြာရင်ငါကောင်းကင်ဘုံမြို့တော်မှာရှိနေမယ်အဲ့ဒီအချိန်မှာမင်းအဆင့်35မပြည့်သေးဘူးဆိုရင်တော့ငါမင်းကိုတပည့်အဖြစ်လက်ခံမှာမဟုတ်ဘူးလို့မင်းပြောလိုက်ပါတယ်ကျူးကျူးချင်းကပတိစေတွေကိုယူလိုက်ပြီးကျေးဇူးတင်ပါတယ်စီနီယာလို့ဆိုပြီးမင်းအခုထွက်သွားတော့မလို့လားလို့မေးပါတယ်အင်းဒီမှာနေရတာတော်တော်ကြာပြီဆိုတော့ကောင်းကင်ဘုံမြို့တော်ကိုသွားပြီးကိစ္စတချို့လုပ်เสียရှိတယ်လို့မင်းပြန်ဖြေလိုက်ပါတယ်နောက်တစ်နှစ်နေရင်ကျမတို့တကယ်ပဲကောင်းကင်ဘုံမြို့တော်မှာတွေ့နိုင်ပါမလားလို့သူမကမတေချာတယ်လို့မေးပါတယ်ဒါပေါ့ဒီမျိုးကအဆင့်မြင့်ဝိညာဉ်သခင်အကယ်ဒမီတစ်ခုကိုမထောက်ပံ့နိုင်ပါဘူးရွှေရှောင်းကန်းကမင်းတို့ကိုတမဟာတိုက်လုံးဆိုင်ရာပြန်ပွဲမှာပါဝင်စေချင်တာဆိုတော့သူတို့တွေကောင်းကင်ဘုံမြို့တော်ကတရားဝင်မှတ်ပုံတင်ထားတဲ့အကယ်ဒမီတစ်ခုကိုမဖြစ်မနေသွားရှာရမှာပဲအဲ့ဒါကသူတို့အတွက်တခုတည်းသောရွေးချယ်စရာပဲအလွန်ဆုံးကြာရင်တစ်နှစ်ပေါ်သူတို့သွားကြမှာတေချာတယ်လို့မင်းရှင်းပြလိုက်ပါတယ်ငါထွက်သွားပြီးရင်ကွင်းပြင်မှာငါပြောခဲ့တဲ့အတိုင်းပြင်းပြင်းထန်ထန်လေ့ကျင့်ပါအဆင့်35ဆိုတာမခက်ပါဘူးသွားတော့ငါပစ္စည်းသိမ်းပြီးထွက်ရအောင်မယ်လို့မင်းလက်ဝဲရမ်းပြီးနှုတ်ဆက်လိုက်ပါတယ်ကျူးကျူးချင်းကအယိုအသေးပေးပြီးစီနီယာနောက်မှတွေ့မယ်လို့ပြောကထွက်သွားပါတယ်မင်းလည်းပစ္စည်းတွေတင်ဆက်ပြီးနေ့လည်စာမစားခင်မှာပဲရှာရိုက်အကယ်ဒမီကနေထွက်လာခဲ့ပါတယ်လမ်းမလျှောက်ရသေးခင်မှာပဲထန်ဟောက်ကလမ်းကနေပိတ်ရက်လိုက်ပါတယ်လင်းဖန်မင်းကဝိညာဉ်နန်းတော်ကိုသတင်းသွားပေးမလို့လားလို့ထန်ဟောက်ကတင်းမာတဲ့လေတံနဲ့မေးလိုက်ပါတယ်ထန်ဟောက်မင်းကခွန်အားကြီးပေမဲ့တကယ်တနာဖို့ကောင်းတဲ့ဘဝမှာနေရတာပဲဟောက်ထန်းခန်းကိုပြန်သွားလို့ရပါလျက်နဲ့ထန်ဆန်းကိုခေါ်ပြီးအပြင်မှာလှည့်လည်နေထိုင်နေတဲ့အလင်းမမြင်ရတဲ့ကြွတကောင်လူနေတိုင်းစိုးရိမ်စိတ်တွေနဲ့နေရတာဘာကြောင့်လဲလို့မင်းကမေးလိုက်ပါတယ်ငါကိစ္စကတခြားသူတွေဝင်ပြောစရာမလိုပါဘူးငါအကြောင်းသိတယ်လို့မျိုးလာမလုံးနဲ့ငါမင်းကိုတခုပဲမေးမယ်ရှာရိုက်ကနေထွက်သွားပြီးရင်ဘယ်ကိုသွားဖို့စိတ်ကူးထားလဲလို့ထန်ဟောက်ကပြန်ပြောလိုက်ပါတယ်
ဒီမှာဘာလုပ်နေတာလဲသတင်းပေးတာမျိုးမဟုတ်ရင်ငါလဲမင်းကိုအခက်ခဲမဖြစ်စေချင်ဘူးထန်ဟောက်ကအေးဆက်ဆက်နှာခေါင်းရှုပ်လိုက်ပြီးဟောက်ထန်တူကြီးပေါ်လာကအန်ရရှိတဲ့အငွေးသက်တွေထွက်ပေါ်လာတဲ့မင်းကရှေ့တိုးသွားပြီးသူ့ပခုံးကိုပုတ်လိုက်တဲ့လန်ရင်ဟွမ်ကိုငါမြင်ဘူးလေဟောက်ချန်ကိုင်းကိုလည်းငါသွားဘူးလေဒါပေမဲ့မင်းရဲ့မျက်လုံးထဲမှာလန်ရင်ဟွမ်ကလွယ်ရင်တခြားဘာကိုမှမမြင်နိုင်တော့ဘူးနောက်တစ်ချိန်ချမ်းတုံမျိုးမှာငါတို့ပြန်ဆောင်ကြတာပေါ့စကားဆုံးတာနဲ့မင်းကကိုပြောက်သွားပြီးထန်ဟောက်ကတော့အတင်ပြီးကြံခဲ့တဲ့အရင်ကသူ့ကိုမြင်ဘူးလေဟုတ်လားဘယ်တော့ကလဲပြီးတော့သူ့အိမ်ကိုဘယ်ချိန်ကသွားခဲ့တာလဲတိတ်မကြခင်မှာပဲထန်ဟောက်ကရွှေဆောင်ကန်းကိုရှာတွေ့ပြီးတောအုပ်ထဲကိုခေါ်သွားတဲ့ဟောက်ထန်မင်းသားကြီးဒီမှာရှိနေမယ်လို့မထင်ထားဘူးရွှေဆောင်ကန်းကတော်တော်လေးအံ့ဩသွားတယ်ထန်ဟောက်ကအဝေးကိုထွက်သွားပြီလို့သူအမြဲထင်နေခဲ့တာပုံရဟန်းမင်းကြီးရဲ့အမိတ်တော်တောင်မင်းစီမှာရှိနေတာပဲဒီနှစ်တွေအတွင်းရှောင်းဆန်းကိုတင် जा ပြတ်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ထန်ဟောက်ရဲ့လေတံကအနှဲငယ်ပျော့ပြောင်းသွားတဲ့မင်းကလင်းဖန်ကိုတိနေပုံပဲသူကဘဲကလာတာလဲသူ့ရဲ့နောက်ကျောင်းကိုဘယ်သူမှမသိကြဘူးဒီလူကအရန်လျှို့ဝှက်ဆန်းကျဲပြီးအရာအလုံးကိုကြိုတင်သိမြင်နိုင်ပုံရတယ်အရင်ကဝူဟန်မြို့မှာခဏတာနေထိုင်ခဲ့ဘူးပြီးအဲ့ဒီအချိန်မှာပဲငါသူ့ကိုတွေ့ခဲ့တာရွှေဆောင်ကန်းကပြန်ပြောတဲ့စိတ်မပူပါနဲ့သူကဝူဟန်နန်းတော်ကလူလည်းမဟုတ်တလို့ဘယ်ကိုင်းဝင်မှလည်းမဟုတ်ပါဘူးမင်းသူ့ကိုတွေ့ခဲ့တာလားသူကအကယ်ဒမီကနေထွက်သွားပြီးထန်းတုံမျိုးကိုသွားပြီးအဲ့ဒီမှာငါတို့ပြန်ဆောင်ကြမယ်လို့သူပြောသွားတယ်ဘာသူထွက်သွားပြီးလာရွှေဆောင်ကန်းကတော်တော်လေးအံ့အားသင့်သွားတဲ့လင်ဖန်ကရှီလိုင်ခဲ့ကိုလာတာရည်ရွယ်ချက်ရှိမယ်လို့သူထင်ထားခဲ့တာဒါပေမဲ့ဘာမှမရပဲဒီတိုင်းထွက်သွားတာကသူ့စတိုင်မဟုတ်ဘူးသူကထန်ဆန်းကိုစီးယုံဖို့လာတာမဟုတ်ဘူးလားလောကမှာတကယ်ပဲအနာဂတ်ကိုကြိုတင်သိမြင်နိုင်တဲ့စွမ်းအားရှိလို့လားထန်ဟောက်ကတိုးတိုးလေးမေးလိုက်ပြီးသူ့ဘာသာသူရေရွတ်နေတယ်လို့ဖြစ်နေတယ်ငါလည်းမယုံချင်ပေမဲ့သူကတကယ်ကိုထူးဆန်းတယ်မွေးရပါစွမ်းအားအဆင့်6ပဲရှိပေမဲ့နှစ်40အတွင်းမှာတင်တူလော့အဆင့်ကိုရောက်သွားတဲ့တခြားသူတွေအတွက်တော့တူလော့အဆင့်ရဲ့တကားဝကိုရောက်ဖို့တောင်ခက်ခဲပါတယ်ရွှေဆောင်ကန်းကခေါင်းခါလိုက်ပြီးနားမလည်နိုင်တယ်လို့ဖြစ်နေတဲ့မင်းမှာအနာဂတ်ကိုကြိုတင်သိမြင်နိုင်တဲ့စွမ်းအားမရှိတာမှန်ပေမဲ့မူရင်းဇလန်းကိုသိနေတဲ့အာသာချက်တော့ရှိတယ်ဒီလိုကြိုတင်သိမြင်မှုနဲ့အတူမင်းကအဖွဲ့အစည်းအသီးသီးကြားမှာတွာလာလှုပ်ရှားပြီးကောင်းကင်ရဲ့လှို့ဝှက်ချက်တွေကိုသိတဲ့ပညာရှင်ကြီးလိုဟန်ဆောင်ကကြင်ကြံမှုအရင်းမြစ်တွေကိုရယူခဲ့တဲ့တူလော့တိုက်ကြီးကလူတွေအတွက်တော့ဒီအာသာချက်ကအနာဂတ်ကိုကြိုတင်သိမြင်နိုင်တာနဲ့မခြားပါဘူးစနစ်မပေါ်လာခင်ကတော့တူလော့အဆင့်ကိုရောက်အောင်ကြင်ကြံပြီးအေးအေးဆေးဆေးနေကျင်ခဲ့တာအခုတော့စနစ်ရှိလာပြီဆိုတော့ရီမန်းချက်ကနတ်ဖျားအဆင့်ကိုရောက်ဖို့နဲ့ထာဝရရှင်တန်ဖို့ဖြစ်လာပြီးချမ်းတုံမျိုးကိုချမ်းတုံအေဂရိတ်မြို့တော်လို့လည်းခေါ်ပြီးတိုက်ကြီးရဲ့အကြီးဆုံးမြို့ကြီး၃မြို့တွေကတစ်ခုဖြစ်တဲ့ထန်းတုံအင်ပါယာရဲ့နန်းတော်ကလည်းဒီမှာရှိတာဒီမြို့ကဆိုတော့မြို့ထက်နှစ်ဆလောက်ပိုကြီးပြီးကုံသွယ်ရေးထုံးကားကဝိညာဉ်ပညာရှင်တွေစုဝေးရနေရဖြစ်တဲ့ဝိညာဉ်အကယ်ဒမီပေါင်းရာနဲ့ချီမြို့အနှံ့မှာရှိနေတယ်။လောက်ဝက်ကြပြီးနောက်မင်းကထန်းတုံမြို့ကိုရောက်လာတဲ့နေဝင်တောအုပ်ကမြို့ရဲ့အရှိတ်မိုင်100အကွာမှာရှိတာမင်းကတဲခိုခန်းမှာတညအနားယူပြီးနောက်တစ်နေ့မှာနေဝင်တောအုပ်ကိုတိုက်ရိုက်ဥတီသွားလိုက်တယ်